လူငယ်ပေါ့နော်အခုချိန်မှာဝန်ထမ်းဘဝကနေပြီးတော့လုပ်ငန်းရှင်အဖြစ်ကိုဘယ်လိုမျိုး transition ကူးမလဲပေါ့နော်ဂျားထဲမှာဘယ်လိုအခက်အခဲကြုံလာနိုင်လဲဘယ်လိုမျိုးအရာတွေသိထားတင်လဲအဲ့ဒါလေးတွေကိုဒီ podcast မှာပြောပြပေးသွားပါမယ်။အော်လည်းကအဲ့လို content video creation ကိုသွားပြင်မယ်လေအိမ်ကအထိုက်တယောက်ဝါသနာပံ့ပိုးပေးရဟာရှိရအခါကျတော့အများကြီး mentally drain မဖြစ်ဘူးပေါ့နော်ကိုကြည့်တဲ့သူတွေကကြတော့တချို့ကအဲ့လိုအိမ်ကိုလုံးဝအပြည့်ထောက်ပံ့ရတဲ့သူတွေရှိတယ်။သူတို့ကအဲ့လိုလုံနေတဲ့သူတွေကိုတခြားလုံနေတဲ့သူတွေရှင်းပြီးတော့သူတို့ကငါတို့ကြတော့ဘာလို့မလုံနိုင်တာလဲဆိုတဲ့စိတ်တွေကအများအားဝင်နေပေါ့နော်။ဒါလေးကိုတော့သူတို့သဘောပေါက်မယ်လို့တော့မြင်တာပဲ။ဆိုတော့လူတွေအဲ့ဒါအရင်ထင်သေးတယ်။ပြောချင်တာကပြပါအလုပ်ကြီးပဲလုပ်နေမှ productive ဖြစ်တယ်လို့ထင်တာမဟုတ်ဘူး။အဲ့ဒါလုံးဝအမှားကြီးအလုပ်ကြီးပဲလုပ်နေရင် productive မဖြစ်ဘူး brain drain ပဲဖြစ်နေတာ။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ all တယောက်တည်းမဟုတ်ပါဘူး။ all guest speaker တယောက်ဖိတ်ထားတယ်။ဒီနေ့ podcast မှာဖိတ်ထားတဲ့ guest speaker ကလူငယ်တော်တော်များများစိတ်ဝင်စားလောက်မဲ့ entrepreneur တယောက်ဆိုလဲမမဘူးပြီးတော့လူငယ်တွေကြားထဲမှာသူကအောင်မြင်နေတဲ့ language learning community တခုတည်ထောင်ထားတယ်အဲ့တော့လူငယ်ပေါ့နော်အခုချိန်မှာဝန်ထမ်းဘဝကနေပြီးတော့လုပ်ငန်းရှင်အဖြစ်ကိုဘယ်လိုမျိုး transition ကူးမလဲပေါ့နော်ကြားထဲမှာဘယ်လိုအခက်အခဲကြုံလာနိုင်လဲဘယ်လိုမျိုးအရာတွေသိထားတင်လဲအဲ့ဒါလေးတွေကိုဒီ podcast မှာပြောပြပေးသွားပါမယ်အဲ့တော့ဘယ်သူလဲဆိုတော့သိချင်တယ်ဆိုတော့ဆက်ကြည့်လိုက်အောင်နော်ကိုမမင်္ဂလာပါမင်္ဂလာပါကိုဖုန်းကပေါ့နော်အော်လဲငကိုတွေကလည်း G1S website platform မှာဆိုရင်အမြဲတမ်းကိုဖုန်းရဲ့တပ်ပုံလေးကိုမြင်နေကြဆိုတဲ့အခါထိုင်းလေးလာတိုင်းပဲဖြစ်ဖြစ်တစ်ခုခုလေးလာတယ်ဆိုရင်အမြဲတမ်းရင်းနှီးနေရပေါ့နော်အဲ့တော့တော်တော်များများလည်းလူငယ်ရင်းနှီးကြရပေါ့နော်ကိုဖုန်းကိုဆိုရင် G1S founder တယောက်ဆိုပြီးတော့ဆရာတယောက်အနေနဲ့ရင်းနှီးရပေါ့နော်အဲ့တော့ကိုတိုင်ကတနည်းပြောရမယ်ဆိုရင်လုပ်ငန်းတစ်ခုတည်ထောင်ခဲ့တဲ့လုပ်ငန်းရှင်တူဆိုလည်းမမဘူးပြီးတော့အရင်တုန်းကလည်းဝန်ထမ်းအတွေ့အကြုံလုပ်ခဲ့သူဆိုလည်းမမဘူးပေါ့နော်အဲ့တော့အော်လဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပဲမိကုန်းလေးတွေကိုစုထားတယ်ပေါ့နံပါတ်1မိကောလည်းသိချင်တာလေပြီးခဲ့တဲ့ရက်ကကိုဖုန်းနဲ့ podcast လေးလိုက်ကြည့်ဖြစ်တယ်ပေါ့နော်ကိုတိုင်းနဲ့ကိုဖုန်းကိုဘယ်လိုလေးမေးရင်ကောင်းမလဲဆို research တွေလုပ်ဖြစ်နေကြည့်ဖြစ်တဲ့ခါကျတော့အဲ့မှာဝန်ထမ်းအလုပ်လုပ်ဖူးတယ်ဆိုတာလေးကိုလည်းကြားလိုက်တယ်ပေါ့အဲ့မှာတော်တော်လေးစိတ်ဝင်စားသွားပြီပေါ့နော်အဲ့တော့ဝန်ထမ်းအခြေအနေကနေပြီးတော့ဒီလုပ်ငန်းရှင်အဖြစ်ကိုဘယ်လို transition လုပ်ခဲ့လဲဆိုတာလေးပြောပြပေးပါလားကိုပေါ့ဝန်ထမ်းကကျောင်းပြီးတော့စပြီးတော့အလုပ်ဝင်တာပေါ့နော် German company တခုမှာ sales and marketing engineer အနေနဲ့ပေါ့နော်ဘာလို့ဝင်ဖြစ်တာလဲဆိုတော့ကိုရီးယားအိုက်တုံးကဖြစ်ချင်တာ engineer ဒါပေမဲ့ engineer အကြောင်းတက်လိုက်ပြီးတော့တကယ်လဲအကြောင်းလဲပြီးတော့ engineer မလုပ်ချင်ဘူးဆိုတဲ့ခံစားချက်လေးရပါတော့ engineer ကြီးတီးတိုင်မလုပ်ချင်ဘူးပေါ့စက်တွေပဲပြင်လိုက်ပါမလုပ်ချင်ဘူးပေါ့အဲ့တော့ project management ဆက်တက်တဲ့အကြောင်းဆက်တက်ပြီးတော့အဲ့ဒီမှာအဲ့ဒါနဲ့ပြီးတော့ business နဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာခဲ့ရတာပေါ့နော်သူ master တန်းဆိုတော့အဲ့ကနေပြီးတော့ sales ပိုင်းအောင်သဘောကျတယ် sales တွေ marketing ပေါ့အဓိကတော့ marketing ကိုသဘောကျတယ်ဒါမြန်မာနိုင်ငံမှာတော့ marketing ပဲတည်တံ့သွားတာထက်ကို sales and marketing ဆိုပြီးတွဲပြီးတော့သွားကြတာပေါ့နော်အဲ့တော့အဲ့ German company တခုမှာ sales and marketing နေနဲ့စပြီးတော့လုပ်ခဲ့တယ်လုပ်ပြီးတော့2နှစ်3နှစ်ပေါ့နော်3နှစ်လောက်ပြီးသွားတဲ့ခါကျမှဒါ G1S ကိုစလုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်တော့အဲ့ကြားထဲမှာဒုတိယပထမနှစ်လောက်တည်းရပါပဲ part time နေလည်းလုပ်တယ်ပြီးတော့ဒုတိယနှစ်လောက်ကနေစပြီးတော့ဒါဝန်ထမ်းလုပ်နေတဲ့အချိန်နော်ဒုတိယနှစ်လောက်ကနေစပြီး side project လေးတွေစတယ် side hustle လေးတွေစတာပေါ့နော်စတဲ့နေရာမှာကိုယ်ပိုင် business ထဲမှာဆိုရင် online ကွန်ပျူတာပစ္စည်းကွန်ပျူတာသုံးပစ္စည်းတွေပေါ့နော် furniture တွေmouse တွေ keyboard တွေအဲ့ဒါတွေပေါ့အဲ့ဒါလေးတွေ accessory လေးတွေရောင်းတဲ့ business နဲ့စတာပေါ့နော်အဲ့တော့အဲ့ကနေပြီးတော့ G1S ကကြတော့ဒီကိုစတင်နေတာနဲ့တွဲပြီးတော့စဖြစ်တဲ့ပုံစံမျိုးပေါ့အဲ့တော့လုံးဝကြီးပြောင်းလိုက်တဲ့ဟာကဒီ3နှစ်ပြည့်ပြီးသွားတဲ့အခါကျမှဒီကိုယ်ပိုင် business ကိုလုံးဝကြီးပြောင်းဖြစ်တာပေါ့နော်အဲ့တော့တစ်ဖက်မှာကြည့်လိုက်တော့ကိုယ်ပိုင် business က income ရဲ့အနေအထားကလည်းတော်တော်ကိုဒီ full time လောက်တာထက်ကိုတော်တော်ကြီးကိုများသွားတယ်ဇာနဲ့ကြီးများလာတယ်ပြီးတော့သူကဆက်ပြီးတော့လည်း grow ဖြစ်ဖို့အတွက် potential လည်းရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့အဲ့ကနေပြီးတော့မှတ်ရ2019နိုဝင်ဘာလောက်မှာလှုပ်ထွက်လိုက်တာလှုပ်ထွက်လာပြီးတော့မှဒီဇင်ဘာလောက်ကနေစတာပေါ့ဒီဘက်ဟိုပါပေါ့ကိုယ်ပိုင် business ကိုပြီးတော့နောက်3လလောက်ကြာတော့ကိုဗစ်ဖြစ်သွားတာဆိုရင်အလုပ်လုပ်ရင်းနဲ့မှဒီဘက်ကို transition လုပ်လိုက်တယ်လို့ပြောလို့ရတယ်เนาะပြောရfull time တချို့ဆိုရင်အလုပ်လုံးဝထွက်ပြီးတော့မှဒီ full time business ဘက်ကိုသွားတာကိုပေါ့ရင်ဟောအဲ့လိုလုပ်တာမဟုတ်အခုကြတော့ပေါ့နော်လူငယ်ကဘယ်လိုမျိုးအတွေ့အကြုံတွေဖြစ်နေလဲဆိုတော့တို့ကအလုပ်တစ်ဖက်ဖြစ်တယ်အကြောင်းတစ်ဖက်ဖြစ်တယ်အဲ့တော့ကိုဝါသနာပါတဲ့ side business ကိုလုပ်ဖို့အတွက်ခက်ခဲပေါ့နော်ကိုဖုန်းတော့ဆိုလဲအခု German အလုပ်မှာဒီ sales and marketing ပိုင်းဝင်ရင်းနဲ့ပဲဒီ own business ဘက်ကိုကူးတာပေါ့နော်အဲ့တော့မပင်ပန်းအောင်ကိုဖုန်းဘယ်လိုတွေ handle လုပ်ခဲ့လဲပေါ့အဲ့ဒါတော့တချို့အနေထားမှာဆို unfair advantage လို့ခေါ်လို့ရတာပေါ့နော်ဒါဟိုလောကကြီးကဘယ်သူမှစတာထွက်တဲ့အခါမှာ
အတူတူမပေးထားဘူးပေါ့နော်တချို့ကနေကြတယ်တချို့ကမြင့်တာပေါ့နော်ကိုရီကြတော့လေကောင်လောက်မှတန်းတန်းလေးထားပေးထားတယ်ဒါဘယ်လိုလဲဆိုတော့အင်ကစီးပွားရေးလှုပ်လှော်ရအောင်လည်းမချမ်းသာဘူးဆိုပေမဲ့ဟိုခက်ခဲနေရတဲ့ struggle လုပ်နေရတဲ့မိသားစုလည်းမဟုတ်တဲ့ခါကျတော့ကိုအတွက်ကိုပဲကိုရှာရတယ်ပတ်စံပထမချက်ပေါ့ background မရှိဘူးလို့ပြောလို့မရဘူးဒါပေမဲ့ရှိတယ်လို့လည်းပြောလို့မရဘာလို့စီးပွားရေးအင်ပတ်စံနဲ့စားတာလည်းမဟုတ်ဘူးဆိုတော့လေတစ်ဖက်မှာကျတော့ဒီကိုပိုင်လုပ်ငန်းစတဲ့ဟာနဲ့ဒီဝန်ထမ်းလုပ်တဲ့ဟာနဲ့ကို balance မျှအောင်လုပ်ဖို့အတွက်ကကြတော့တစ်ဖက်က mentality နဲ့တစ်ဖက်ကကျတော့ physical fatigue ဖြစ်တဲ့ဟာကိုယူဆရတာပေါ့နော်အဲ့နေရာမှာတချို့ကပြင်ပန်းနဲ့မလုံးနိုင်ပါညာဆိုတာတချို့ကမှန်တယ်ဘယ်လိုလဲဆိုတော့မနက်အိပ်ရထားတယ်မနက်ကအစောကြီးထားရတယ်အိမ်မှာတူလေးတူမလေးဒါမှမဟုတ်ဟိုမောင်လေးတွေညီမလေးတွေကိုကြောင်းပို့တာတို့တည်တယ်မတို့အတွက်ထမင်းချိုင်းပြင်တာတို့အဲ့ဒါတွေပါလုပ်ရတယ်ပြန်လာတဲ့ခါကျရင်လည်းအိမ်လုပ်တွေလည်းလုပ်ရတယ်အပြင်မိသားစုစီးပွားရေးတွေပါရှိရင်လည်းဝင်ကူပေးရတယ်ဆိုတော့လူတစ်ယောက်အတွက်ကသူကဝန်ထမ်းလုပ်နေတဲ့အချိန်မှာ side business ကူစားဖို့ဆိုတော့တော်တော်ကြီးကိုဖြစ်ဖို့အတွက်ခက်ခဲတယ်ဆိုပေမဲ့ကိုရီကျတော့အဲ့ဒါတွေဘာမှမရှိဘူးမနေ့အိပ်ရထားတယ်ဒီတိုင်းမယုံသွားတယ်နေ့လယ်စာအတွက်ကအဲ့လိုပဲတစ်ခုခုဝယ်စားလိုက်တယ်ပြန်လာတယ်အိမ်လုပ်တွေဘာတွေကလည်းထွေထူးလုပ်ဆရာမလို့မိသားစုနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်အိမ်ငှားကားတွေဘာလည်းစဉ်းစားကြရမလို့ကိုအိမ်မှာပဲကိုနေတာပေါ့နော်အဲ့တော့ဒီအိမ်ကိစ္စတွေပဲကိုမလုပ်တဲ့လုပ်ဆရာမလို့တဲ့ကိစ္စတစ်ခုတည်းကြောင့်ပဲဟိုဒါလွတ်လွတ်လပ်လပ်ပြေးလို့ရတယ်ဆိုတော့အနေထားတစ်ခုလည်းရှိတာပေါ့နော်ဒါပေမဲ့အဲ့လိုပြောလို့လဲဟိုဒါတွေမရှိလို့လုပ်လို့မရဘူးလားဆိုတော့လည်းမဟုတ်ပါဘူးခက်ကကွာပါပြီကိုရီတုံးကဒါတင်းနဲ့ခက်ခဲတာအခုခက်ကနည်းနည်း online dependent ပို့ဖြစ်တယ်အဲ့တော့ပို့လို့ရတာဟိုဘယ်လိုခေါ်မလဲနည်းနည်းပို့ရှေ့ရောက်မယ်လို့ယူဆတယ်ဘာကြောင့်လဲဆိုတော့အခုအချိန်မှာအခု Olive တို့ဆိုရင်အခု business အခုလုပ်တဲ့အချိန်မှာဒီ business တော့ကို content creation နဲ့ပတ်သက်ပြီးတော့လူတွေပဲထားပါတော့အဲ့တော့ volunteer ခေါ်ခြင်းနဲ့ရတယ်ဒါမှမဟုတ် part time ခေါ်ခြင်းနဲ့ရတယ် freelance ခေါ်ခြင်းနဲ့ရတယ် online ကနေเนาะအလုပ်ခေါ်လို့ရတယ်ကိုရီတုံးကဆိုရင် content marketing ဆိုတဲ့စလုံးက vocabulary ထဲမှာမရှိသေးဘူးဘယ်သူမှမသိသေးဘူးအဲ့တော့လူခေါ်လို့မရဘူးအဲ့တော့အဲ့ဒါယူကိုယ့်အကို crafting လုပ်ရတယ်အချိန်အရန်ကုန်တာအခုဆိုရင် AI ရှိရယ်ဒီဟိုဟာတွေလောက်လိုက်တယ် custom AI တခုကိုယ့်အကိုဖန်တီးလိုက်တယ်เนาะသူရေးခိုင်းလို့ရတယ်လေဟိုကွက်တီကိုရေးတော့မကောင်းဆိုရင်တော့မှ 80% လောက်အလုပ်ဖြစ်တယ်ဒီပေါ်မှာတန်တော့ရတယ်ကိုရီခစ်တော့ဆိုရင်ဘာလုပ်ရလဲဆိုတော့စာအုပ် hard copy အစဆုံးဖတ်အဲ့ copywriting နဲ့ပတ်သက်ပြီးတော့ဖတ်ပဲအဲ့ဒါကိုဖတ်မှအဲ့အကြောင်းအရာကိုတကယ်နားလေတာအဲ့ဒါကိုမဖတ်ဘူးဆိုရင်အခုလိုမျိုး summary တွေဟလာဟို audio book တွေဆိုဘယ်လို့ရှိမှာတော့2016စဉ်းစားကြည့်နည်းဟုတ်တယ်အဲ့လိုတော့ကွာချချက်ရှိတယ်ဟုတ်အခုဆိုရင်ဟို content writing ရေးမဲ့ဆိုတဲ့ AI နေဘယ်သူမေးမေးရတယ်ပေါ့နော်အရန်လွယ်သွားတယ်ပေါ့ကိုဖုန်းတို့အချိန်တော့ဆိုရင်တော့နည်းနည်းလေးခက်ခဲလို့ပြောလို့ရတယ်ပေါ့နော်ဒီတော့ဒီချိန်မှာစဖို့ဆိုတာအများကြီးတော့မခက်ခဲဘူးလို့ပြောလို့ရတယ်ပြီးတော့ကိုဖုန်းကပြောရလေးပေါ့နော်ဟို privilege ဆိုတဲ့ဟာလေးအဲ့ဒါလေးကြတော့ဟိုတချို့ကကြတော့အဲ့လိုရှင်ကြရပေါ့နော်တယောက်နဲ့တယောက်လေးဟို online ဆိုလည်းအဲ့လိုပဲကိုဖုန်းရ online ကအဲ့လို content video creation ကိုသွားပေးမယ်လေအိမ်ကအထိုက်တယောက်ဝါသနာပံ့ပိုးပေးရဟာရှိရအခါကြတော့အများကြီး mentally drain မဖြစ်ဘူးပေါ့နော်ဟိုကိုကြည့်တဲ့သူတွေကကြတော့တချို့ကအဲ့လိုအိမ်ကိုလုံးဝအပြည့်ထောက်ပံ့ရတဲ့သူတွေရှိတယ်သူတို့ကအဲ့လိုလုံနေတဲ့သူတွေကိုတခြားလုံနေတဲ့သူတွေရှင်ပြီးတော့သူတို့ကငါတို့ကြတော့ဘာလို့မလုံနိုင်တာလဲဆိုတဲ့စိတ်တွေကအများအားဝင်နေပေါ့နော်ဒါလေးကိုတော့သူတို့သဘောပေါက်မယ်လို့မြင်တာပဲခုနကတော့ Olive ပြောတဲ့ဟာလေးကိုသဘောကျလို့ဟိုသူတို့မြင်မှာဆိုတာတကယ်တော့သူတို့အနေနဲ့ကစိတ်တက်ကြစရာမလိုဘူးပေါ့စိတ်တက်ကြစရာမလိုဘူးဆိုတာဘာကြောင့်လဲဆိုတော့ motivation ပေးတာမဟုတ် reality ကိုပြပြတာအင်ကအဖေရဲ့အဖိုးပေါ့အဖေရဲ့အဖေပေါ့ဆိုတော့ကျွန်တော်ရဲ့အဖိုးပေါ့နော်ကိုရီးရဲ့အဖိုးတော့ဆိုရင်သူတို့သားသမီး9ယောက်ရှိတယ်သားသမီး9ယောက်ရှိတော့သားသမီး9ယောက်ကိုလုံလောက်အောင်ကြွေးဖို့တော့ကိုနည်းနည်းရုန်းကန်ရတယ်သူအစိုးရဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုရုန်းကန်လဲလို့မျက်စိမြင်အောင်ပြောမယ်ဆိုရင်အစိုးရဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်အစိုးရကနေပြီးတော့သူတို့ဟလာစန်စီစာငေးဦးကျက်တုံအားလို့ဆိုပြီးထောက်ပံ့တယ်ဒါအစိုးရဝန်ထမ်းတွေကိုအဲ့တော့ထောက်ပံ့တယ်1960 80ဝန်းကျင်မျက်စိထဲမှာမြင်ကြည့် vintage နဲ့အဲ့လိုထောက်ပံ့တဲ့အချိန်မှာသူတို့ကအပြင်းနေပြီးတော့အသားငါးတွေဝယ်မစားနိုင်တဲ့ခါကျတော့နေ့တိုင်းအဲ့အာလူးနဲ့ကြုံနဲ့အာလူးနဲ့ကြုံပဲလှည့်နေပါတော့ဘယ်တော့လှည့်လို့လှည့်လဲဆိုတော့သူတို့မိသားစုဟိုဟာကျောင်းအောင်ဆရာမမေးတယ်နင်တို့ကအာလူးဟိုဟာပေါ့နော်ပွဲစားအာလူးပွဲုံထောင်ထားလားဆိုပြီးတော့မေးယူရတယ်ဘာလို့နေ့တိုင်းအာလူးပဲတွေ့နေလို့သူကခလေးကဟာရမမျှတာအောင်ဆိုတော့အဲ့အချိန်တွေပေါ့နော်ဒါအဖိုးအချိန်တွေကနေအဖေချိန်တွေရောက်လာတယ်အဖေချိန်တွေရောက်တဲ့ခါကျတော့အဖေကစတော့တယ်သူဝင်ဖြေတဲ့သူအဲ့ဒီ10တန်းဆောင်မွဲဝင်ဖြေတဲ့တိုင်းနဲ့ဒေတာကြီးမှာတော့နံပါတ်1ပဲအဲ့တော့သူဆရာဝန်ဖြစ်တယ်ဒါပေမဲ့သူ့အနေထားနဲ့ဆိုရင်ဒါသူတို့ရဲ့လက်ရှိဖြစ်နေတဲ့မိသားစုကနေသူ့နေရာကိုရောက်သွားဖို့တော့0ကနေ1အောင်တက်သွားတာပေါ့နော်အဲ့လို1အောင်တက်သွားတဲ့အချိန်မှာအဖေကကြီးတက်ချမ်းသာသွားတဲ့အနေထားမရောက်သွားဘူး
ဒါပေမဲ့ကိုရီကိုကြောင်းထားနိုင်တဲ့အနေအထားတစ်ခုရောက်လာတယ်ဆိုတော့ကိုရီကနေပြီးတော့အခုအဲ့ဒါကိုနောက်ထပ်1ကနေ10ထိအောင်ခုံသွားတယ်ဆိုတော့ဒီနေရာမှာကိုရီသားသမီးမွေးတဲ့အခါကျရင်သူတို့ဒီတကယ်တမ်းဒီပါဝါပေါ့နော်ကိုရီရဲ့အမွေပေးနိုင်တဲ့အမွေဆိုတော့ပညာအမွေစီးပွားရေးအမွေအသိပညာအမွေကိုပေးနိုင်တာကိုသူ 10x မြောက်နိုင်တယ်ဆိုရင်ဒါကျင်းသေးတယ်ဒီကောင်တွေမာတီမီလီယံနာဖြစ်ကိုဖြစ်တယ်ကိုသားသမီးအလဲကြရင်သူတို့သုံးမကြရင်တော့ကိုရှာခမ်းမြအကုန်ကုန်ပါပေါ့နော်ဒါပေမဲ့ပြောချင်တာက0ကနေ1ဖြစ်တယ်ဆိုတဲ့ stage ကိုရောက်နေလားဆိုတာပဲအဲ့ကြရင်ကိုသားသမီးကလေးကြရင်တူဆက်သွားလိမ့်မယ်လူတွေကစိတ်ညစ်ပြီးတော့0ကနေ1ကိုမခုံဘူးဆိုရင်ကိုသားသမီးကလေးကြရင်လည်းအဲ့နေရာရောက်မှာမဟုတ်ဘူးအဲ့တော့သူများနဲ့သွားရှင်ဖို့ထက်ကိုခုနကကျွန်တော်ပြောသလိုမျိုးပဲလေတည်မှာကျွန်တော်အဖေနေရာလောက်ကိုရောက်ဝိုင်းတော့ရပြီသူတို့ကအဲ့အခြေအနေနဲ့လာတာသူတို့ကအဲ့အခြေအနေနဲ့လာပြီးတော့သူစူးစမ်းလို့ကိုရီးယားနံပါတ်1လောက်ကနေစူးစမ်းလို့ရတယ်ကိုကအဲ့ဒါကိုသွားပြီးသူများနဲ့ရှင်ရဒီကောင်နဲ့1ကနေပြေးတယ်ငါတို့က3ညကနေပြေးတယ်ငါတို့ပြေးပြီးဘာထူးမှလဲဆိုရင်ကိုသားသမီးကြရင်ဘာဖြစ်မလဲ10ကိုရောက်မှာမဟုတ်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကတကယ်စူးစမ်းတယ်ကိုသားသမီးကလည်းနောက်ကနေလိုက်ပြီးတော့ဒါကိုတော့တွန်းနိုင်တယ်ဆိုရင်သူတို့နည်းတော့တက်ကြီးလာတဲ့ခါကျရင်ဒီကိစ္စစိတ်ပူစရာမလိုတော့အခုအဖေတွေမေတွေဆိုဒီကိစ္စအတွက်စိတ်ပူစရာမလိုတော့နို့မရင်သိတယ်မှာတက်ကြီးမှဟိုပတ်စံကိစ္စစိတ်ပူရတာအရန် pressure များတယ်ဟုတ်တယ်ကပေါ့ thank you ပါကပေါ့အဲ့ဒါလေးနားထောင်လိုက်ရတဲ့အချိန်လေးကိုပေါ့ကိုလည်း realize ဖြစ်တယ်ပေါ့နော်ငါလည်းကြာရင်ပို့ပြီးတော့ try တင်တယ်ဆိုတဲ့ဟာလေးလည်းပို့ရတယ်ပေါ့ကပေါ့ဒါဆိုရင် Olive တို့ G1S page ဖက်လေးကိုတစ်ချက်လှည့်ပြီးတော့ဟိုဆွေးနွေးလိုက်ကြမယ်ပေါ့နော် Olive လည်းအများကြီးသိချင်တော့အမြဲတမ်းကြည့်ဖြစ်တယ်ပေါ့နော် G1S page ကိုအထူးသဖြင့်ကိုဖုန်းနဲ့အခု podcast လောက်ခံနေဆိုရင်ခဏဝင်ကြည့်ဖြစ်တယ်အဲ့မှာဆိုရင် Olive တတိထားမိအမြဲ up to date ဖြစ်တယ် up to date ဖြစ်တယ်ဆိုတာတခြားသူတွေရှိအမြဲရောက်တယ်ပေါ့ဥပမာ content တစ်ခုနဲ့ပတ်သက်ရင် trend ဖြစ်တာဆိုရင်ကိုဖုန်းလို့ရှိမှတင်ပြီးသားဖြစ်နေရပေါ့နော်အခုနောက်ပိုင်းကကြတော့ AI နေကြတော့တရက်နဲ့တရက်ပို့ပြီး advance ဖြစ်လာတယ်ကိုပေါ့ရဲ့ဥမာဒီနေ့ဒါသိပြီးသွားရင်နောက်နေ့ကျရင်အဲ့ဒါပိတ်ပါရှင်ဖြစ်သွားရပေါ့နော်အဲ့လိုမျိုးပြန့်ကျဲနေလေးလာစရာအများကြီးပဲကိုဖုန်းရဲ့ဒါပေမဲ့ကိုဖုန်းတစ်ခု share ပြီးဆိုရင်အများနဲ့ up to date ဖြစ်နေရပေါ့နော်အဲ့တော့ဘယ်လို organize ဖြစ်နေလေးလာဖြစ်လဲပေါ့ကိုဖုန်းရဲ့တနေ့တာမှာအဲ့တော့သူ CEO ဆိုတာကအဲ့ဒီ CEO ထဲမှာမအောင်သူအလုပ်လုပ်တဲ့ CEO ထဲမှာမအောင်နော်ကိုရီဆိုရင်ဒါပြောမယ်ဆိုလုံးဝ top notch မဟုတ်သေးဘူးကိုရီထပ်ပို့ပြီးတော့တော်တဲ့လူတွေအားကြတဲ့လူတွေအများကြီးရှိတယ်ကိုလိုက်ပြီးတော့ဒီမြန်မာ internet မှာပဲဟိုဘောနော်ဒီမြန်မာနိုင်ငံထဲမှာပဲ international တော့မဟုတ်သေးဘူးเนาะအရန်တော်တဲ့လူတွေကိုတွေ့တယ်သူတို့တွေဆိုကိုထက်အရန်မြင်တယ်အရန်လည်းလုံနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုရီအနေနဲ့ကျတော့အဲ့လောက်တော့မလုံနိုင်ဘူးဘာလို့ဆိုဒီအသိပညာ limitation လည်းရှိတယ်လိလာတဲ့နှုံလည်းနည်းနည်းနှီးတတ်တယ်ကိုရီကသူများထက်ဆိုင်ဒါပေမဲ့ pattern ရှိတယ်ဘယ်လို pattern ရှိလဲဆိုတော့အသစ်တစ်ခုထွက်လာတဲ့ခါကျတိုင်းအသစ်တိုင်းကကောင်းတာလည်းမဟုတ်သလိုနောက်တစ်ခုကအသစ်တိုင်းကလူတွေလည်းအကျိုးမရှိဘူးအမှ AI နဲ့ပတ်သက်ပြီးတော့ဆိုရင်ဒါအနည်းဆက်ဆုံးပြောရမယ်ဆိုရင်ဒီဗီဒီယိုထုတ်တဲ့နေရာမှာအဲ့ဒါဟိုမျက်နှာတူအောင်လိုက်ပြီးတော့မနေကြီးအသေးအံကြီးတွေလုံနေပြီးတော့2လလောက်ကြာလဲရောအဲ့မှာတခါတည်း image ကိုထည့်ပြီးတော့အဲ့ image ကိုဗီဒီယိုလုပ်လို့ရတဲ့ဟာကြီးပြောင်းပေးလိုက်တယ်အဲ့မှာရှေ့ကလောက်ထားသမျှဟာတွေအကုန်လုံးကအလကားပဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဆိုတော့လေးလာတဲ့အပိုင်းမှာကျတော့ဘာလို့ဆိုတော့နေတိုင်းလေးလာရတယ်ဒါဒီ CEO တိုင်းလောက်ရတဲ့အလုပ်ပေါ့နော်နေတိုင်းလေးလာတယ်လေးလာတဲ့နေရာမှာလည်းအဟောင်းမဟုတ်ပါအသစ်လေးလာရတယ်အဲ့အသစ်ကဘာအသစ်ကြီးပဲဖြစ်နေပါစေနောက်ဆုံးပြောမှဆိုအသက်ရှူနီးအသစ်တွေ့ရင်လည်းအသက်ရှူနီးအသစ်ပဲရေကူးနီးအသစ်တွေ့ရင်လည်းရေကူးနီးအသစ်အကုန်လုံးအသစ်လေးလာရတယ်ဘယ်ဟာပဲဖြစ်ထမင်းစားနီးအသစ်ကအစားသူလေးလာခြင်းလေးလာလို့ရတယ်အကုန်အသစ်လေးလာရတယ်အဲ့တော့အဲ့လိုအသစ်လေးလာရတဲ့ဟာမှာဒီကိုယ့်ရဲ့ industry နဲ့ relevant ဖြစ်တဲ့ဟာဆိုရင် content create လုပ်လိုက်ရတယ်ဒါတကူ live နဲ့လည်း relate ဖြစ်နေပါတော့အဲ့တော့ content create လုပ်လိုက်တယ် content create လုပ်ပြီးသွားတဲ့အခါကျရင်အဲ့ဒါကိုလက်ရှိ team ရှိရလေသူတို့ကိုလည်းပြောရတယ်ဒါဒီဥစ္စာအသစ်ရှာတွေ့ထားတယ်အဲ့တော့ဒီဥစ္စာကိုချက်ချင်း content ပြောင်းပေါ့နော်အခုဒီနေ့တွေ့ရင်ဒီနေ့ချက်ချင်းပြောင်းပေါ့ team ကလည်းတော်တယ်သူတို့ကအခုဒီနေ့ပြောလိုက်ပြီဆိုရင်ဒါမနက်လောက်ဆို content တက်သွားပြီတော့သူတက်သွားတယ်ဟို idea လေးချပေးလိုက်အောင်ပဲပေါ့အဲ့ synchronization တခုလည်းလိုတာပေါ့နော်ဆိုတော့ကိုဘေးနားလေးမှာရှိတဲ့လူတွေကလည်းတော်နေဖို့လည်းလိုတာပေါ့နော်နှုတ်မဲ့ကိုကရှိရနေတဲ့မှာပြောချင်ပြောသူကလှုပ်ချင်လှုပ်နေလို့လည်းမရဘူးပေါ့နော်ဆိုတော့အဲ့တစ်ဖက်ပေါ့တစ်ဖက်မှာကျတော့ဟိုအခုဆိုရင် Olive တို့ဆိုရင်ဒီနီးပညာဘက်ကြီးအရင်မသွားတော့ပြောမယ်ဆိုရင်နည်းနည်းပိုအဆင်ပြေတယ်သိရမလားကိုရီကျတော့လည်းနီးပညာဘက်ကိုသွားရင်တော့ 10% လောက်ပဲသွားတာဖြစ်တော့ကြောင့်နည်းနည်းနေလို့ထိုင်လို့ရတယ်ဒါပေမဲ့အခုမှထွက်လာတဲ့ခလေးတွေနီးပညာဘက်ကိုအရင်တော့ live လုပ်တဲ့သူတွေရှိတာပေါ့နော်ဆိုတော့ဒါကျွန်တော် personally advice ပေးလို့တဲ့ဥစ္စာပါလဲဆိုတော့ operation ဝင်လာရင် ban out ဖြစ်သွားလိမ့်မယ်ဆိုတော့ operation ဝင်လာရင် ban out ဖြစ်တယ်ဆိုတာပါလဲဆိုတော့ကိုယ်ပိုင် business လုပ်တဲ့ခါကျရင်ဒါစီးပွားရေးတကယ်ထဲဝင်လုပ်နေတဲ့လူတိုင်းသိတယ် innovation နဲ့ operation နဲ့မှာ innovation ကခက်တယ်ဆိုပေမဲ့တကယ်တမ်းက operation ကပိုခက်တယ်ဘာလို့ဆိုကိုယ်ပတ်စံပေးမှလဲ operation ကပတ်စံပေးမှ innovation ဒီ one time ပဲ तू ကဟိုကိုအတွက်တကူပေါက်သွားပြီဆိုရင်တော့အဲ့ဒါကိုရနိုင်တယ်ဗောနော်ဒါပေမဲ့ innovation တိုင်းအလုပ်ဖြစ်ချင်မှဖြစ်မှာလေတကယ်မှတကူလုပ်လိုက်တယ်ကိုသူများမကြိုက်အလကားပဲလေအဲ့တော့ operation ကကြောက်ဘာဖြစ်လဲဆိုကို steady income ဖြစ်အောင်လုပ်ပေးတဲ့ဟာမျိုးဥပမာကျောင်းသားတယောက်ကတင်တန်းလာတက်တယ်ပြီးသွားတဲ့ခါကျရင်အဲ့တင်တန်းသားစာတင်နေတဲ့အချိန်မှာဆရာမစာတင်နေတန်းလိုင်းနဲ့အဲ့ဆရာမအလုပ်ထွက်သွားတယ်ပဲထားပါတော့ဥပမာပြပြဒါတွေကဖြစ်နိုင်တယ်လေ
နောက်ထပ်ဆရာမတယောက်အချက်ချင်းပြန်ထည့်ပေးဖို့အတွက်ကို operation မ run နိုင်ဘူးဆိုရင်ဘယ်လောက်ကြီးပဲကောင်းတဲ့ brand တိဆောက်ထားတာเนาะဘယ်လောက်ကြီးပဲကောင်းတဲ့နည်းပညာတွေထည့်ထားတာအဲ့မှာ app ကြီးပဲလမ်းပြန်ထွက်နေအောင်ရေးထားတာကျောင်းသားဒီကျောင်းအယုံကြည်မရှိဘူးအယုံကြည်မရှိဘူးဆိုရင်သူတကယ်ချင်းသွားပြောမယ် तू အဆင်ပြေရင်တယောက်ကိုပြောမယ် तू အဆင်မပြေ तू 10ယောက်ကိုပြောမှာပဲဟုတ်တယ်မလားအဲ့တော့10ယောက်ကိုပြောရင်ကျတို့ customer 10ယောက် loss ဖြစ်သွားပြီအခါကျရင်ရေရှည်အတွက်ကိုအဆင်မပြေဘူးအဲ့တော့တကယ်တမ်းကျတော့ operation ကဒီဟိုထပ်ပေါ့နော်အတစ်သွားတာထပ်ကို operation ပို့ပြီးတော့အရေးကြီးတယ်အဲ့တော့ဘာလုပ်ရလဲဆိုတော့ဟိုလုပ်ရတယ်အချိန်ကိုအရင် manage လုပ်ရတယ်အားကြောင့် time management ကိုအသေးအတန်ကိုအရင်ဆုံးလေ့လာတင်နန်းအောင်တွေ့လာတော့လေ G1S ထဲမှာ time management နဲ့ပတ်သက်ပြီးတော့လေကိုဖုံးလုပ်ထားတဲ့တင်နန်းနေဒါဆိုရင်ပေါ့နော်ဟို operation နဲ့ innovation ဆိုပြီး audit ကြားလိုက်တယ်ပေါ့နော်ဟိုတချို့ကြတော့ operation ဘက်ကိုအားတာတယ်အဲ့မှာဆို audit လည်းပါတယ် audit ကြတော့လို့ idea အသစ်တွေစဉ်းစားတတ် action plan လောက်ရကြိုက်တယ်ပေါ့တခုဆိုရင် implement လုပ်လိုက်ရကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးထဲမှာလူငယ်တွေထဲမှာလည်းအဲ့လို operation နဲ့ innovation ဝါသနာပိုင်းလို့ရှိမယ်ကိုဖုံးရင်အဲ့ကကြရင်တို့အနေနဲ့ဟိုဘယ်လိုမျိုးတို့ဘာတို့သိအောင်လုပ်တဲ့နဲ့ကိုဖုံးအဲ့ဒါကြတော့လေအဲ့ဒါ तू ကစီးပွားရေးလုပ်တဲ့ခါကျရင် तू လူ၃မျိုးပဲရှိတယ်ပထမတစ်မျိုးကကြတော့အဲ့ခုန innovate လုပ်တဲ့ဟာပေါ့ entrepreneurship လို့မျိုး entrepreneur type ပေါ့နော်သူကအစ်တချို့ CEO တွေဆိုတွေ့ရတယ်သူတို့အမြဲတမ်းလောက idea အစ်တွေပဲထုတ်နေတာကိုရီ team member တွေမှလည်းအရင်တော့အဲ့လိုလူမျိုးတွေရှိတယ်သူတို့ကဘာလဲဆိုတော့သူတို့မေးလိုက်အမြဲအစ်ရှိတယ်သူတို့ကိုသွားပြီးတော့စကားပြောလိုက်ပြီးဒီเจ้าသားလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်ပြီးဆိုရင်ကိုရီးယားတစ်ခုမြင်သူ၃ခုလောက်မြင်တယ်ဒါပေမဲ့အဲ့လိုလူတွေကသတိထားကြည့်ကြနော်အဲ့လိုလူတွေကဘာအားနည်းချက်ရှိလဲဆိုတော့ပထမတစ်ချက်သူတို့လူတွေနဲ့ပတ်သက်ပြီးအားနည်းချက်ရှိတတ်တယ်နောက်တစ်ခုကကျတော့အဲ့ operation execution နဲ့ပတ်သက်ပြီးအားနည်းချက်ရှိတတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပဲတချို့ကကျတော့ဘာဖြစ်လဲဆိုတော့အဲ့ execution အရန်တာတယ်နော်အဲ့ operation မှာအားတာတဲ့သူကျတော့ဘာဖြစ်လဲဆိုတော့လူတွေနဲ့တခါလေကြာနည်းနည်းခက်ခဲရှိတယ်ပြောကြတယ်လူနဲ့တိတ်စကားပြောကြတယ်သူပဲလှုပ်လိုက်မယ်တစ်ဖက်မှာကျတော့ innovation လည်းအားနေတယ်သူတို့ကပြောချင်တာ तू ဒါပဲ तू လုံးနေကြပါပဲ तू ခံရတေးအောင်ခိုင်း तू ဘာမှမဖြစ် तू လုံးလိုက်မယ် तू တေးအောင်လုံးသွားလိမ့်မယ်ဒါပေမဲ့ तू အစ်စ်သွားစဉ်းစားခိုင်းလိုက် तू လုံးထွက်သွားလိမ့်မယ်အဲ့လိုလူမျိုးရှိတယ်နောက်ဆုံးတစ်စုကကျတော့လူတွေနဲ့အရန်တော်တယ်သူတို့ကဘာလဲဆိုတော့ team တွေ manage လုပ်တာတော်တယ် team တွေ organize လုပ်တာလည်းတော်တယ်ဘယ်လိုမျိုး resource တွေကို allocate လုပ်ပြီးတော့ဘယ်လိုလူတွေကိုချပေးရမလဲဆိုတာလည်းကောင်းတယ်လူတွေနဲ့လည်းဟိုအဲ့ဒါဘယ်လိုခေါ် interpersonal skill တွေအရန်ကောင်းတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့သူတို့လည်းသွားစဉ်းစားခိုင်းလို့မရတယ်လို့သူတို့လည်းတကယ်ကြီးဝင်ပြီးသူ့အလုပ်လုပ်ခိုင်းလို့လည်းမရဘူးဆိုတော့အဲ့လိုလူမျိုးတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့entrepreneur ရယ် manager ရယ် executor ရယ်ဆိုပြီးတော့၃ဦးဆိုပြီးတော့ခွဲလိုက်ရတယ်အဲ့တော့စီးပွားရေးလုပ်ငန်းထဲမှာအဲ့၃ခုကို balance မျှအောင် HR ကိုကန်ရတာအဲ့၃ခုတည်းတစ်ခုခုကြံခဲ့ပြီဆိုရင်အဲ့ကွာလေလုပ်ငန်းအမှတစ်ခုခုယို့နေရွေးနေတယ်လို့တခါကျရင်ကျွန်တော်တို့တွေ့ပူးလိုက်မယ်တချို့ဒါတင်တန်းကြောင်းလောကမှာဆိုရင်ဒီ education လောကမှာဆိုရင် operation အရင်ကောင်းတယ် review တွေကြည့်နိုင်တယ်အရင်မိုက်တယ်သူတို့ team တွေကလည်းအရင်စီးလုံးနေလို့မြင်ရတယ်ဒါပေမဲ့ကြည့်လိုက်တစ်နှစ်လုံးနေလို့သူတို့မှာဘာအသစ်မှမရှိဘူးအဲ့ဒါ innovator ပြောင်းနေတာအဲ့လုပ်ငန်းတချို့ကျတော့လည်း innovation အရင်ကောင်းတယ်ကြည့်လိုက်ဟိုကအသစ်တွေထွက်လာတယ်လုံးဝ AI video တွေဆိုလဲကိုရီတောင် AI ဘာလဲမလေးလာသေးဘူးသူတို့အဲ့မှာ AI video တွေထွက်ကောင်းထွက်နေပြီဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျောင်းသားစာတော့တင်တဲ့အခါကျရင်သူတို့အဲ့ကျောင်းသားတယောက်က satisfaction မရအောင်ဘာလို့လဲဆိုတော့ operation ချို့ယွင်းနေတာဘာမှမရအဲ့လိုပေါ့နော်ချို့ကြတော့လည်းအပြင်ပိုင်းကြည့်ရင်တော့မိုက်တယ် innovation နဲ့အရင်ကောင်းနေတာလုံးဝကျောင်းသားတွေလည်း customer ရဲ့အဆင်ပြေတယ် operation smooth ဖြစ်နေဒါပေမဲ့အဲ့ကနေထွက်လာတဲ့လူတယောက်ကအဲ့ company မှာမဟုတ်သူက3လလောက်ကိုသူ့မှာအလုပ်တောင်ပြန်မချနိုင်တော့အရင်ဘယ်လိုပြောမလဲ stress fatigue တွေဖြစ်သွားတာဘာလို့လဲဆိုတော့အထက်မှာ team ကို manage မလုပ်နိုင်ဘူးသူတို့အထက်မှာပြဿနာတွေအများကြီးတက်နေအဲ့လို company တွေရှိတယ်အဲ့တော့ကိုက balance ဖြစ်အောင်လုပ်ရဟုတ် thank you ကိုပေါ့အဲ့လိုလေးကြားရတော့လေအဲ့လို team နဲ့လုပ်နေတဲ့သူတွေအတွက်လည်းတော်တော်လေး knowledge sharing ရအောင်မယ်ပေါ့နော် knowledge တွေရအောင်မယ်လို့ယုံကြည်တယ်အဲ့တော့ team လေးနဲ့ပဲအဲ့လိုတော့ပြန်ဆက်ကြမယ်ပေါ့နော်ကိုဖုန်း team နဲ့စခဲ့တယ်ပေါ့နော် memory ပုံလေးအဲ့လေးတွေ့တယ်အဲ့လေးလည်းဝင်ကြည့်ဖြစ်တယ်ပေါ့နော်တော်တော်လေးတည်းချစ်ဖို့ကောင်းတယ်ပေါ့နော်အဲ့မှာလူအများနဲ့အလုပ်လုပ်တဲ့ဆိုတာအဆင်ပြေရလဲရှိတယ်လို့ကိုဖုန်းခုနပြောတော့မပြေရလဲရှိရပေါ့နော်ပြီးတော့ကိုဖုန်းခုနပြောတဲ့အချိန်မှာကိုဖုန်းရဲ့ team ကတော်တယ်ဆိုတာလေးလည်းကြားလိုက်တယ်ပေါ့နော်အဲ့တော့ all ကိုယ်တိုင်ရောပဲပေါ့နော်အဲ့လိုလုပ်ငန်းတစ်ခုအောင်မြင်နေဖို့ပုံမှန်လဲပတ်နေဖို့ကြတော့ team ရှိနေမှာရတာပေါ့နော် team ကောင်းနေမှာရပါပေါ့အဲ့တော့ကိုဖုန်းနေနဲ့ကို team ကိုဘယ်လိုဖွဲ့စည်းခဲ့လဲပြီးတော့ကောင်းတဲ့ team တစ်ခုရဖို့တော့ဘာတွေလိုအပ်တယ်တင်လဲကိုဖုန်းteam ကိုဖွဲ့စည်းတယ်ဆိုတော့ဟာကကြတော့ကိုရီကဒါနည်းနည်း unique ဖြစ်တဲ့ situation ဘာလို့ဆိုသူတို့ကဟိုဝန်ထမ်းလိုမျိုးခေါ်ပြီးရောက်လာမှာမဟုတ် volunteer project တစ်ခုခေါ်လိုက်တယ် side hustle တစ်ခုလုပ်မယ် volunteering လုပ်ပေးဖို့ပေါ့နော်အဲ့တော့ကိုရီတကယ်လို့ဝင်ငွေရှိတယ်ဆိုရင်သူတို့အဲ့ဝင်ငွေတွေကလစာပြန်ထုတ်ပေးမယ်ပေါ့အဲ့တော့ဝင်ငွေတွေကလစာပြန်ထုတ်ပေးမယ်ဆိုပြီးတော့ပြောပြီးတော့ခေါ်လိုက်တယ်ပေါ့နော်ခေါ်လိုက်တဲ့ခါကျတော့သူတို့ကအဲ့လိုပဲ join ရတာပေါ့နော် join တာတော့ဆက်ဆက် join ရတော့အများကြီးပဲအများကြီးပဲပြီးတော့အဲ့လိုပဲတစ်ပတ်နှစ်ပတ်လောက်ထဲမှာထွက်သွားတဲ့သူတွေရှိတယ်အဲ့ကနေပြီးတော့ကြံခဲ့တဲ့သူတွေရှိတယ်ဆိုတော့ကြံခဲ့တဲ့သူတွေစငိမ့်တာပေါ့နော်ငိမ့်တဲ့အချိန်ကနေစပြီးတော့မှအဲ့ဒီခုနကပြောတဲ့တကယ်
ကိုတင်တစ်ခုစပြီးတော့ဖန်တီးတာပါနော်ဖန်တီးတဲ့နေရာမှာအဲ့ဒါကြတော့လူရွေးချယ်တော်ခြင်းမတော်ခြင်းဆိုတာတခုဒီအစဆုံးပေါ့နော် startup တစ်ခုစတဲ့အခါမှာတော့ကန်တရားအရင်အရေးကြီးတယ် network လည်းအရင်အရေးကြီးတယ်ကန်တရားအရင်အရေးကြီးတယ်ဆိုတာကကြတော့လူမကောင်းတဲ့သူဆိုတာကိုကမသိနိုင်ဘူးလေဘာလို့ဆိုကိုယ်လည်း startup လုပ်မှာexperience ရှိတဲ့ HR တယောက်လည်းမဟုတ်ဘူးကိုက marketer လေအဲ့တော့လူရွေးဖို့အတွက်ဆိုတော့အခုလိုမျိုးအခုဆိုရင်တော့ interview မေးလိုက်ရင်တော့နည်းနည်းကြည့်လိုက်ရင်ဒီလိုကဘယ်လိုမျိုးလဲဆိုတော့ဆုံးဖြတ်လို့ရတယ်ဒါပေမဲ့အဲ့တော့အဲ့ experience မရှိတော့ဘာဖြစ်လဲဆိုတော့ကိုရှိကို approach လုပ်လာတဲ့သူကိုယုံကြည်တဲ့လူပဲကွာစရတာကိုကလည်းသူတို့ယုံကြည်နဲ့ဒီလိုပဲစတင်ခဲ့တာပေါ့နော်အဲ့တော့အခုအချိန်မှာဒါလင်းမေးရင်တော့ဒီအဖြေရှိပေမဲ့အဲ့တော့အဖြေရှိမှာမဟုတ်ဘူးလေအဲ့လိုမျိုးပေါ့နော်experience သင်သွားတာပေါ့နော်ကပုံပြောရမယ်ဆိုရင်ပြီးွားပြီဆိုရင် only သိချင်တာလေးပေါ့နော်ကိုဖုန်းခုနကပြောရဲပေါ့နော်CEO တယောက်အနေနဲ့ဆိုအမြဲတမ်းလေးလာနေရတယ်ပေါ့နော်တခုခုနေတိုင်းလေးလာနေရတယ်ပေါ့အဲ့တော့အဲ့လိုဆိုတော့ကိုဖုန်းဘယ်လိုနေရာတွေကနေလေးလာတာများလဲပေါ့တချို့ကြတော့platform တွေအများကြီးရှိအောင်ကိုရွေးချယ်စရာအများကြီးရှိဘယ်လိုလေးလာပြလဲကိုဖုန်းအဲ့တော့သူကလေးလာတဲ့နေရာမှာနှစ်ခုရှိတာပေါ့တစ်ခုကကျတော့ကိုရှိပေါ်လာတာလေးလာတာပေါ့နောက်တစ်ခုကကျတော့ကိုကသွားပြီးတော့ရှာပြီးတော့လေးလာတာပေါ့နော်အဲ့တော့ကိုရှိပေါ်လာတာလေးလာတာကကျတော့ဒါဒီဘက်ခေတ်ရဲ့လေးလာတဲ့ styleတခုလို့ပြောအောင်ပါဗောနော်လူတွေက social media ပတ်တယ်ဟိုမှာကိုရီလိုမျိုး educational video တွေကြည့်တွေ့တဲ့ခါကျရင်တို့ကြည့်ပြီးတော့လေးလာဖြစ်ကြတာလည်းရှိတာဗောနော်နောက်တစ်မျိုးကကျတော့ဒါကိုရီခစ်တုံးကလေးလာတဲ့ပုံစံကကျတော့ social media မရှိသေးဘူးလေမရှိကိုတခုခုသိချင်တယ်ဆိုရင်အဲ့သိချင်တဲ့ဥစ္စာကိုYouTube မှာဖြစ်ဒါမှမဟုတ် Google ကြီးမှာအဲ့ဒါတန်းရိုက်ပြီးတော့ရှာထပ်လိုက်တယ်ထွက်လာတဲ့ link ကနေတဆင်ဝင်ပြီးတော့ကြည့်တယ်အဲ့ဒါနဲ့သက်ဆိုင်တဲ့ဟာတွေလိုက်ကြည့်တယ်စင်ပေါ့အဲ့လိုလေးလာတာရှိတယ်အဲ့ဒါမှ topic တခုကြိုက်ပြီဆိုရင်အဲ့ဒါကိုသင်တန်း Coursera တို့ဘာတို့မှာရှာပြီးတော့တက်လိုက်တယ် Udemy တို့ဘာတို့မှာရှာပြီးတော့တက်လိုက်တယ်အဲ့လိုမျိုးလုပ်လို့ရတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ blend learning ကအရေးကြီးတာပေါ့နော် blend လုပ်တယ်ဆိုတာကျတော့ဒါပြောမှဆိုတော့အရန်တော်နေတဲ့လူတွေအတွက်ဆိုရင်တော့ဒါဘာမှမဟုတ်တော့ဘူးဒါပေမဲ့ကိုရီအတွက်ကကျတော့ပြောမှဆိုကိုရီအရန်တော်ကျင်တဲ့လူလည်းမဟုတ်ဖြစ်နိုင်ဘာမှမလိလာပဲနဲ့ငုတ်တော့ထိုင်နေတာတစ်ခါလေးကြာရင်ဘာလို့ဆိုဘဝကြီးအရင်ရုန်းကန်နေရတဲ့အဓိပ္ပာယ်မရှိဘူးလေဒါပေမဲ့ကိုဒီရုန်းကန်နေတယ်ဆိုတာကလည်းကိုတယောက်တည်းတော့မဟုတ်ဘူး society ကောင်းဖို့အတွက်ကိုနဲ့တူတူလှုပ်နေတဲ့သူတွေရဲ့မိသားစုတွေအဆင်ပြေဖို့အတွက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်ရက်လို့မရတာရှိရပါတော့အဲ့တော့လေ့လာတဲ့အခါကျရင်ဘယ်လိုလုပ်လဲဆိုတော့အရင်တော့လက်ခံလိုက်တယ်ဘယ်လိုလက်ခံလဲဆိုတော့အခု olive တို့ social media ပို့လိုက်တယ်တခုတွေ့တယ်သဘောကျတဲ့ဟာတွေ့တယ်တခြားဆရာမတွေပြောတာရှိတယ်နားထောင်လိုက်တယ်နားထောင်လိုက်ရင်သူတို့ပြောတဲ့ဥစ္စာတွေမှာ curious ဖြစ်စရာအကြောင်းတွေအများကြီးပါတယ်မသူတို့ကမှ AI မှာဒီလိုဖြစ်တယ်ဒီ AI လေးသုံးလိုက်တယ်ဒီလိုလေးလုပ်လိုက်တယ်ဒီ AI သုံးကြည့်ပါဖြစ်တယ်ညာဖြစ်ကျွန်တော်နားထောင်လိုက်တယ်နားထောင်လိုက်တဲ့ခါကျရင်လူတော်များများလောက်ကြတဲ့ဟာဘာဖြစ်ဆိုအဲ့ဒါနားထောင်လိုက်တယ်ပြီးသွားတာပဲပြီးပြီ that's all အဲ့လိုလုပ်လို့မရအောင်အဲ့လိုလုပ်ရင်တစ်သလုံးကတက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့နားထောင်လိုက်တယ်နားထောင်လိုက်ပြီးသွားတဲ့ခါကျအဲ့နားထောင်တဲ့အကြောင်းလည်းကိုစိတ်ဝင်စားတာတကယ်ရှိတယ်ဆိုရင် TikTok မှာဖြစ် Facebook မှာဖြစ်ပေါ့နော် save လုပ်လိုက်လို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ save ထဲမှာလည်းတော့ပုံနေကို save ကိုတွားကြည့်လိုက်တွေ့လိုက် save လုပ်ထားတယ်အများကြီးအဲ့တော့အဲ့ဒီ save လုပ်တာပုံနဲ့ပြဿနာကြဘယ်လိုလုပ်ရလဲဆိုတော့ to do list ရှိတယ် to do list နေတိုင်းလုပ်ရတာပေါ့နော်ကိုနေတိုင်းလုပ်တယ်အဲ့ to do list ထဲမှာနေတိုင်းလုပ်တဲ့နေရာမှာအများနဲ့အဲ့တော့ to do list က3ရက်တစ်ချိန်လဲတာဖြစ်တော့ကြောင့်3ရက်ကြာရင်3ရက်ကြာတိုင်းမှာတစ်ခုပါလဲဆိုတော့အဲ့ save တွေဟာတော့ဖွင့်ပြီးပြန်လေ့လာရမယ်ဟာဆိုရှိတယ်အဲ့နေ့ကျရင်အဲ့ save တွေဟာတော့ဖွင့်ပြီးအဲ့ဒါကိုပြန်လေ့လာတယ်အဲ့ရက်ရောက်တဲ့ခါကျအဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုခုနပြောတဲ့တွားနေနဲ့တွေ့နေရတဲ့ educational content တွေကိုကိုကနောက်တစ်ခါ refresh လုပ်သလိုဖြစ်သွားတော့မမေ့တော့တဲ့အပြင်အဲ့ထဲမှာပါတယ်ခုနကိုလေးလာခြင်းတဲ့အရာတစ်ခုပေါ့နော်အဲ့လေးလာခြင်းတဲ့အရာတစ်ခုကိုဆက်ပြီး continuous study ဆက်လုပ်ဖြစ်ပြီးတော့ဒီမှာကိုရီးယားကျတော့ဘယ်လိုလုပ်လဲဆိုတော့လေးလာတဲ့များအရာအလုံးပြန်သင်ပေးတာ哦ပြန်သင်ပြီးတော့ဘယ်ထိလောက်ရလဲဆိုတော့အဲ့ဒါကိုလေးလာပြီးစမ်းကြည့်ပြီးတော့ရလာတဲ့ရလက်ကို document လုပ်ရတယ်အဲ့ document လုပ်တဲ့ဥစ္စာ record ပြန်လုပ်ပြီးတော့ဟိုတင်တန်းဖွင့်ရမလို့တဲ့ကိစ္စမျိုးဆိုရင်တော့ဒီလိုပဲ online နေဗီဒီယိုတစ်ခုရိုက်တင်လိုက်တယ်တင်တန်းဖွင့်ရမယ့်ကိစ္စမျိုးဆိုရင်တော့တင်တန်းဗီဒီယိုတွေရောက်သွားတယ်အဲ့လို process လုပ်ချလိုက်တော့ကောင်းတယ်မှာတော့အကြိုက်မထားပါဘူးဘာလို့ကောင်းတယ်မှာလည်းမှတ်လည်းမမှတ်မိဘူးအဲ့ဒါတွေကဟိုပြောမယ်ဆိုရင်တော့ဟိုတခုဆိုရင်ဖတ်လိုက်တာနဲ့မပြီးနဲ့ပေါ့ကိုယ်စိတ်ဝင်စားရဆိုဆက်ပြီးတော့ advance ဖြစ်အောင်ထပ်လေ့လာဒါမှမဟုတ် advance မဖြစ်ရင်တော့ထပ်လေ့လာဖို့လိုတယ်ပေါ့နော်ဟုတ်ပြီးခဲ့တဲ့တစ်ခေါက်ကလည်းကိုဖုန်းနဲ့ဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့က Olive က negative comment နဲ့ပတ်သက်ပြီးတော့ကိုဖုန်းကိုရင်ဖွင့်တယ်ပေါ့နော်အဲ့တော့ကိုဖုန်းက Olive ကိုဘယ်လိုမျိုးလှည့်တွေးခိုင်းလိုက်လဲဆိုတော့မမရဒီလိုမျိုးပေးတယ်ဆိုတာသူတို့ကကိုယ့်အကြောင်းကိုပိုသိလို့ပေးတာမဖြစ်နိုင်ဘူးလားဆိုပြီးတော့အဲ့ဒါလေတကယ်ကိုဒီချိန်ထိလည်းစိတ်သက်ဆွဲနေတော့မယ်ပေါ့နော်အဲ့တော့ကိုဖုန်းမှာတွေ့ရတဲ့အဲ့ဒီအလေးချင်းတစ်ခုကဘာလဲဆိုတော့လှည့်တွေးတတ်တဲ့ဟာပေါ့နော်ကိုဖုန်းအဲ့တော့လေအဲ့လိုလှည့်တွေးတတ်ဖို့အတွက်ဘယ်လိုတွေသင်ယူခဲ့ရလဲကိုဖုန်းအဲ့ဒါသင်ယူရဲဆိုတာထက်ကိုငယ်လေးတွေကနေပြီးတော့ positive အရင်ကြီးတော့လည်း positive လည်းမဟုတ်ပါဘူးကိုလည်းစိုးရင်တက်တာပါဒါပေမဲ့ positive ဘိုင်းကိုပို့ပြီးတော့တွေးတတ်တယ်
ဒီလိုဖြစ်ခဲ့ရင်ဒီလိုဖြစ်တယ်ဆိုတော့တကယ်လို့ဒါဒီလိုမဖြစ်ခဲ့ဘူးဆိုရင်ဒီလိုမဖြစ်ဘူးလားပေါ့အဲ့တော့ပြောချင်တာအကြောင်းအရာအားလုံးမှာ तू ကကိုကတော့ကောင်းမယ်လို့ယူဆလိုက်တဲ့ဟာကတကယ်တမ်းကျတော့ကောင်းချင်မှကောင်းနေတာဒါပေမဲ့ကိုကမကောင်းလို့ယူဆတဲ့ဟာခင်ဗျာလည်းကောင်းချင်လည်းကောင်းနေမှာပဲဒီကောင်နီးရမှာမရှိဘူးဒီကောင် theory မရှိဘူးဒီကောင် formula မရှိဘူးဒီကောင်တော့သူဖြစ်ချင်ဖြစ်နေတဲ့possibility တွေပေါ့နော်အဲ့တော့အဲ့ဒါကိုစပြီးတော့သတိထားမိတဲ့အချိန်ကဘာလဲဆိုတော့ကို့မှာရှိတဲ့ဥစ္စာနဲ့ကိုအဲ့ရှိတဲ့ဟာကို appreciate လုပ်တတ်ဖို့နဲ့အဲ့ရှိတဲ့ဟာကိုဘယ်လိုမျိုး leverage လုပ်ရမလဲဆိုတဲ့ဟာကိုမြင်ဖို့ပေါ့နော်အခုကတော့ကင်မရာနဲ့ကိုရီအခုဒီကင်မရာအကြောင်းပြောဖြစ်တဲ့အခါမှာပေါ့နော်ပြောသလိုမျိုးပေါ့သူကဖြစ်နေတဲ့ပြဿနာကကင်မရာမဟုတ်ဘူးသူကဖြစ်နေတဲ့ပြဿနာ lens ပေါ့ဆိုတော့အဲ့ဒါကိုတော်တော်များများဆိုကိုယ်တိုင်နှိုက်ကပါပဲနားမလည်သေးတဲ့အချိန်မှာဒါကြီးအဆင်မပြေဘူးဒါကြောင့်ဒီလိုဖြစ်ပါတယ်အဲ့လိုမျိုးတွေးတတ်ပေါ့နော်တကယ်တော့ကိုက perspective အစုံမမြင်ရသေးတာပါအဲ့တော့လေးလာရင်နဲ့ဟိုလိုမျိုးလေးလာဒီလိုမျိုးလေးလာဟိုစောင်းမှာသွားဖတ်အဲ့လိုမျိုးတော့မဟုတ်ဘူးဘဝကြီးကကိုပြောတော့ဘဝကြီးကမင်းကို lemon ဒီတံမြာသီးပေးလိုက်တဲ့ခါကျရင်တံမြာကြီးဖြော်တောက်လိုက်ပါလို့ပြောပေါ့ဘယ်လောက်ကြီးပဲကိုအချင်းနေစိုးနေပါစေအဲ့ကနေပြီးတော့ထုတ်လို့ရမယ့်ဟာတစ်ခုခုကတော့အမြဲတမ်းစိုးရအကောင်းဆိုတာအမြဲတမ်းရှိရပါတော့အဲ့အကောင်းကိုကကောင်းတယ်လို့မြင်တတ်ဖို့ပဲလိုတာပေါ့အဲ့မြင်တယ်ဆိုတဲ့ဟာကလည်းဟို motivation ဖြစ်စေတဲ့အရာတစ်ခုထက်ကိုကိုရီးယား resilient လို့ဆိုပြောရင်ပုံမှန်ပါပေါ့နော်ဟိုကြံ့ခံနိုင်နေတာပေါ့ဘယ်အရာမှတော့ကိုလှုပ်ချင်ရင်ဖြစ်လာတာမဟုတ်ကိုလှုပ်ချင်ရင်လှုပ်နေရလည်းမဟုတ်အဲ့ပဲလှုပ်ရင်းနဲ့ပဲတော့သူဖြစ်လာဟုတ်တယ်one life gives you tangerine ဆိုတဲ့စကားတောင်သတိရပါတယ်အာယူကားလားမသိဘူးကိုဖုံးပြောအနားထောင်နေတယ်ဟုတ်ကဲ့ပေါ့အဲ့ဆိုရင် entrepreneur ဘက်လေးအော်လေးတို့ပြန်လှည့်ကြမယ်ပေါ့နော်တချို့လူငယ်တွေပေါ့နော်တို့ကအိမ်ကနေပြီးတော့စပြီးတော့လုပ်ငန်းလေးစကျင်ကြတယ်ပေါ့နော်အဲ့လိုမျိုးစကျင်တဲ့သူတွေအတွက်ဆိုရင်စလေးလာပါစလုပ်ပါဆိုရင်ကိုဖုံးနေနဲ့ step by step ဘယ်လိုလေးအကြံပေးခြင်းလဲပေါ့စီးပွားရေးစလုပ်မယ်ဆိုရင်စီးပွားရေးဒီရေကူးသလိုမျိုးပဲစပိန်စီးသလိုမျိုးပဲကြက်တောင်ရိုက်သလိုမျိုးပဲတော့ပညာရပ်တစ်ခု skill set တစ်ခုပေါ့နော်အဲ skill set အောက်မှာအများကြီးပါတယ်ငွေရှာတဲ့နည်းအများကြီးပါတယ်အဲ skill set တွေကိုအရင်ဆုံးသင်တာrisk အနေဆုံးပဲမတင်မဲနဲ့စီးပွားရေးလုပ်ငန်းတစ်ခုစမယ်ဆိုရင်မရဘူးတော့မဟုတ်ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့စပိန်မစီးတတ်ဘူးလုံးဝစပိန်မစီးတဲ့သူတယောက်ကိုအနောက်ကအထင်းကိုလည်းမပါဘဲနဲ့စပိန်ပေါ်တင်ပေးလိုက်ရင်သူကျင်းတွေပေါ့ဖြစ်မှာဒီဒူးပြဲမှာပဲစပိန်မှောက်မယ်ဒူးပြဲမယ် eventually သူစပိန်တော့စီးတတ်သွားတယ်ဒါပေမဲ့စပိန်မှောက်မယ်ဒူးပြဲမယ်အဲ့လိုမျိုးပဲရေမကူတတ်တဲ့လူရေကန်နဲ့ပစ်ချလိုက်ရင်အဲ့လိုမျိုးပဲ तू မသိအောင်ဆိုပြီးတော့ပုတ်ဆိုတော့ तू ကိုရင်နဲ့တော့တနေရာတော့ तू ရောက်သွားပြီးတော့ तू သက်ရှင်ကောင်းရှင်သွားနိုင်တယ်ဒါဘာဖြစ်သွားလဲဆိုတော့ရေထဲတော့မဝင်ကျင်တော့တဲ့ trauma ရသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အဆုတ်တဲ့ရေဝင်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့တခုခုပေါ့နော်သူ့အတွက်စိုးကျိုးတခုခုကတော့ကျင်းတွေပေါ့ကြံခဲ့မှာနောက်ဆုံးကူးတက်သွားရင်တော့မှ तू ကစနစ်မှန်နီးစနစ်ကြကူးတက်မှာမဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပညာရပ်တစ်ခုကိုဘယ်ပညာရပ်မှာမဆိုပေါ့နော်ဟိုမလေးလာပဲနဲ့လှုပ်လိုက်တယ်ဆိုတဲ့ဟာပေါ့အဲ့တော့ step by step ပြောမယ်ဆိုရင် number 1 step ကလေးလာတဲ့ step အကုန်လေးလာဖို့လိုတော့ပေါ့နော်အဲဒီဟို HR တွေပါ management တွေပါမလေးလာသေးဘူးဆိုရင်တော့မှအနည်းဆုံးတော့စီးပွားရေးတစ်ခုဘယ်လိုစလဲဆိုတော့ business model လောက်ကတော့ဆွဲတက်ဖို့လို့ sales လုပ်တတ်ဖို့လို့ social media marketing တွေလုပ်တတ်ဖို့လို့ဒီမှာအဲ့ဒါလေးလာဖို့ step site တော့အဲ့ဒါ number step 1ပေါ့နော်ဒါပေမဲ့ဒီနေရာမှာလည်းအဲ့ဒါတွေလေးလာပြီးမှစီးပွားရေးလုပ်ငန်းစကြမလို့တော့လေးလာရင်းနဲ့စီးပွားရေးလုပ်ငန်းစတော့ပုံမှန်ဆိုရင်6လတစ်နှစ်ပေါ့နော်ဒီ subject ကိုတေချာလေးလာ6လတစ်နှစ်ဆိုရင်စီးပွားရေးကပြောမှဆိုတော်တော် cover ဖြစ်ပါတယ်ဖြစ်တဲ့ခါကျရင်ကိုလှုပ်ချင်တဲ့လမ်းကြောင်းတစ်ခုရွေးကိုကျွမ်းကျင်ရတစ်ခုခုပေါ့နော်ရွေးပြီးတော့စီးပွားရေးတစ်ခုစတယ်ပေါ့ဆိုအဲ့ဒါ second step ပေါ့နော်စတင်တဲ့ step ပေါ့အဲ့စတင်တဲ့ step မှာကျင်းတွေပေါ့မျှော်လင့်ထားရမှာဒီ failure ပဲပြီးတော့အဲ့ failure ဆိုတဲ့ဥစ္စာကိုလည်း welcome ဖြစ်ဖို့လိုတာပေါ့နော်တချို့ကကျတော့အဲ့ failure မကြိုက်ဘူးသူတို့ရဲ့ဂုဏ်သိက္ခာကိုထိထိုက်လို့တော့မသိဘူးပေါ့နော်အမှန်တော့အဲ့လိုမဟုတ်အမှန်တော့ तू ကဘာလုပ်ရလဲဆိုအဲ့ failure ဒီအကောင်းဆုံးကဘဝကနေကိုအကောင်းဆုံးပေးတယ်လို့ပြောလို့ရတယ်ဘာလို့ तू ကပြဿနာတွေကဒီဆက်စချင်းမှာထိတွေ့ရင်ကျွန်တော်တို့ကဖြည့်ရှင်းရဲတယ်ဖြည့်ရှင်းနိုင်တယ်နောက်တစ်ခုကကျတော့ဖြည့်ရှင်းမှုအတွက်ကို flexibility တခုရှိတယ်ပြောချင်တာနောက်ဆုံးမလုပ်တော့ဘူးကွာဆိုပြီးစီးပွားရေးကောက်ချက်ချလိုက်လို့ရတယ်ဒါကိုယ့်ရဲ့အားသာချက်ပါနော်အဲ့တော့ဆက်စဆုံးစတဲ့ပထမတစ်နှစ်ကနေ3နှစ်တွင်မှာအဲ့လိုပြဿနာများများတွေ့ဖို့အတွက်ကိုမျှော်လင့်ရတယ်အဲ့လိုမျှော်လင့်တဲ့ခါကျရင် तू ပိုကောင်းတဲ့အတွေ့အကြုံရတယ်အဲ့ဒီအတွေ့အကြုံတွေကလည်းဟိုဘလောက်ပဲစာထဲမှာတင်ဘလောက်ပဲဟို seminar တွေနားထောင်ဘလောက်ပဲ YouTube video တွေကြည့်တကယ်တော့ကိုတွေ့တဲ့ခါကျရင်အဲ့ခံစားချက်ကိုဘလို့မှလဲလို့မရဘူးပေါ့နော်အဲ့မှာအဲ့ဒီခံစားချက်ကြီးကတကယ်စိတ်ထဲမှာတကယ်ကြံတယ်လုံးဝမမေ့ဘူးဆိုတော့အဲ့ဒီခံစားချက်တွေကိုများများရဖို့လိုတယ်များများဆုံးရှုံးနိုင်ဖို့လိုတယ်များများထိခိုက်ထားဖို့လိုတယ်ပေါ့နော်အဲ့ခါကျရင် farm ရဲ့
အစမှာသူကလောက early stage ကနေပြီးတော့သူက mature ဖြစ်သွားတဲ့အဆင့်ပေါ့နော်သူ grow ဖြစ်မဲ့အဆင့် grow ဖြစ်သွားတဲ့အဆင့်ပေါ့နော်ဟို grow ဖို့အတွက်ကိုစိုင်းပြင်းနေတဲ့အဆင့်တစ်ခုရောက်တဲ့အခါမှာသူကကောင်းကောင်းခံနိုင်သွားတယ်အဲကြမှာ mature stage ရောက်တဲ့အခါကျရင် decline မဖြစ်အောင်သူကဒီ product life cycle တစ်ခုလှည့်နိုင်သွားတာပေါ့နော်ဆိုတော့အဲ့ဒါဒီ step 3လို့ပြောလို့ရပါဘောနော် failure တွေနဲ့ထိတွေ့ခြင်းပေါ့ဆိုတော့အဲ့ထိတွေ့ပြီးတော့ step 4ကကျတော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီကောင်ကကျတော့စီးပွားရေးကိုယ်ပိုင်လုပ်ငန်းကို2နှစ်3နှစ်လောက်ကျရင်စတွေ့လာမယ့်အချိန်ပေါ့နော်အဲ့မှာဘာမြင်လာမလဲဆိုတော့ကိုလေးဆိုဘာမြင်လာလဲဆိုတော့စီးပွားရေးလုပ်တဲ့နေရာမှာအရေးကြီးတာဒီစီးပွားရေးမဟုတ်အရေးကြီးတာဒီလူနံပါတ်1ကလည်းလူပဲနံပါတ်2ကလည်းလူပဲနံပါတ်3ကလည်းလူပဲအဲ့တော့စီးပွားရေးကိုလုပ်တာလူကလုပ်တာဒီမှာတချို့မြင်လို့ရတယ်အမ solopreneur တွေAI နဲ့လုပ်လို့ရတယ်ဟာလားနည်းပညာတွေအသုံးပြုလို့ရတယ် technology leverage လုပ်လို့ရတယ်ဘာကြီးပဲလုပ်နေပါစေမြန်မာလိုနိုင်ငံမျိုးမှာ customer နဲ့ deal လုပ်ဖို့အတွက်ကိုလူလိုတယ်ကိုက chatbot နဲ့အခုတင်တန်းရောင်းနေပဲထားပါ for example ပေါ့နော် for example ကိုကတင်တန်းရောင်းနေကိုက chatbot နဲ့ရောင်းနေchatbot နဲ့လာမေးမယ်လာဖြေမယ်ကျောင်းသားတွေတင်တန်းတက်မယ်လို့ဒါကိုယ့်ရဲ့မျှော်လင့်ချက်ပေါ့နော်ဒါပေမဲ့ကိုဒီအဲ့ chatbot 3တိုင်းမှာကို dollar loss ဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့တချို့လူတွေကအဲ့ chatbot နဲ့စကားပြောမကြိုက်ဘူးကျွန်တော်လည်းပါတယ် chatbot နဲ့စကားပြန်လာပြောတဲ့ခါကျတိတာဒါနှိပ်ပါပြီးရင်တင်တန်းချင်းပေးပါဆိုမပေးတော့ထားခဲ့တယ်မယုံထားခဲ့လိုက်တာမပေးတော့အဲ့လိုမျိုး loss ဖြစ်သွားတဲ့ customer ဘယ်နှယောက်ရှိမှန်းဆိုတော့အဲ့ chatbot သုံးတဲ့သူတွေတိမှာမဟုတ်ဘာလို့ကိုရီးယားအဲ့ဒါကိုနှစ်ခုလုံးစမ်းဘူးတယ် page တစ်ခုတည်းကို page တစ်ခုတော့ဖြစ်တဲ့ဒီ page နှစ်ခုပေါ့နော် brand တစ်ခုလည်းပဲ page နှစ်ခုတစ်ဖက်မှာကျတော့ chatbot နဲ့ပဲ run တာတစ်ဖက်မှာလူနဲ့ run တာ sales ကလုံးဝဇာနဲ့ကြီးကွာတယ်ဘာလို့ဆိုတော့ customer ရဲ့ပြဿနာမြန်မာနိုင်ငံမှာမဟုတ်တော့ဒါ internationally မှာဖြစ်နေတဲ့ပြဿနာပေါ့နော်လူမဟုတ်ဘူးဆိုရင်တို့ကမလုပ်ချင် interact မလုပ်ချင်ဘူးလုံးဝမလုပ်ချင်တာတော့မဟုတ်ဘူး80% လောက်ကမလုပ်ချင်ဘူး 20% လောက်ကတော့လုပ်ကောင်းလုပ်တယ်အရင်အသေးအတန်တက်ချင်တယ်ပေါ့လုပ်တယ်ဒါပေမဲ့လူနဲ့ပဲလုပ်ချင်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ဤပညာတွေတချို့နေရာတွေမှာသုံးလို့မရတဲ့အနေအထားမျိုးရှိတယ်နောက်တစ်ခါကျတော့မြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံ payment system အခုဒီ fix မလုပ်နိုင်သေးတဲ့နိုင်ငံဟို fix မလုပ်နိုင်သေးတဲ့အပြင်ပိုဆိုးလာတဲ့နိုင်ငံဒါပွင့်လင်းဆုံးပြောရမယ်ဆိုအဲ့တော့ payment system မရသေးဘူးနိုင်ငံတကာမှာဟောပြောနေတဲ့ဘာ seminar ကြီးပဲနားထောင်ဘာစနစ်ကြီးပဲလုပ်လို့ဘယ်လောက်သိန်းဘယ်နှထောင်နဲ့တင်နှန်းသွားတတ်တဲ့မြန်မာနိုင်ငံရောက်ရင်တော့မြန်မာနီးမြန်မာဟန်ပဲ cash ကိုလာမသွင်းတာကျေးဇူးတင် KB ရှိတာကျေးဇူးတင်ကျန်တာအကုန်လုံးကဒီဟာတွေအသုံးပြုလို့မရသေးဘူးပေါ့နော်ဒါလေးတွေတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့အဆင့်ကိုကြော်ဖြတ်ပြီးဆိုရင်ဒါလူတွေကိုဟိုလောက်ရမယ့်ဟာပေါ့နော်အဲ့ဒါထိရောက်ပြီဆိုရင်တော့ကိုရီနဲ့လာပြီးတော့1 by 1စကားလာပြောလို့ရတယ်ဟုတ်တယ်ဝင် payment နဲ့လေးကိုပေါ့နော်နောက်တာဟိုအဲ့ဆိုရင်ပေါ့နော်အခုထပ်ပြီးတော့သိချင်တာလေးပေါ့နော်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့သွားနေရဆိုတော့စီးပွားရေးတစ်ခုစမယ်ဆိုရင်ပေါ့နော်အဲ့စောက်တွေဖတ်ဖို့တလားတော့လူတွေကြုံရတဲ့ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ် solution တစ်ခုပေးဖို့လိုတယ်ဆိုပြီးတော့ပြောရပါတော့အဲ့တော့ကိုဖုန်းတော့ရောအဲ့ပြဿနာလို့ solution ဘယ်လိုရှာဖွေခဲ့လဲကိုဖုန်းအဲ့ဒါကြတော့အဲ့တော့ရှာဖွေခဲ့တဲ့ပုံစံဘယ်လိုလဲဆိုတော့အရင်ဆုံးကိုရီးယားစကားပြောရန်ဝါသနာပါတယ်သူများရှင်းပြရန်ဝါသနာပါတယ်ဝါသနာပါတော့ကိုတက်တဲ့ပညာရက်တွေကိုကိုက sharing လုပ်မယ်ပေါ့ဆိုပြီးတော့အဲ့တော့seminar လုပ်တယ် seminar လုပ်တယ် seminar လုပ်တော့သဘောကျသွားငါဒီလိုတော့အရင်အားကြကိုယ့်ကိုအားကြနေရပါမဟုတ်အဲ့တော့လည်းလုပ်တဲ့ seminar အရင်နေတယ်တကယ်ကြီးကိုနေတယ်တနိုင်ငံလုံးမှာတနိုင်ငံလုံးအနေထားနဲ့မှာဒါတစ်လောက်တစ်ခုလောက်ထွက်ဖို့ဆိုတော့မလွယ်ဘူးပေါ့နော်ရှိတော့လည်းရှိတယ်ဆိုရင်ပဲတော်တော်များများဒါကြီးကို publicly မလုပ်ကြဘူးကိုအတိလောက်ပဲလုပ်ကြတယ်ကိုလည်းကြောက် publicly လုပ်တော့ဘာဖြစ်လဲဆိုတော့ပထမ3လလောက်မှာတော့ပထမ3လဆိုတော့တစ်လောက်တစ်ခုလုပ်တော့ဗောနော်ပထမတစ်ခုလုပ်တယ်လူ15ယောက်တက်တယ်အဲ15ယောက်မှာကိုပေါ်တာ9ယောက်လောက်ပါတယ်ကို Facebook account တွေပဲကိုကြော်ညာလိုက်တယ်ဗောနော်အဲတက်ဒုတိယတစ်ခေါက်ထပ်လုပ်တယ်လူယောက်20နီးပါးလောက်တက်တယ်အဲ့မှာကတော့ကိုပေါ်တာနည်းသွားပြီသူအပြင်ကလူတွေပါလာပြီဒါပေမဲ့လည်းကို Facebook ကနေလုပ်တယ်ဒါပေမဲ့ group တွေ like share တာဗောနော်တတိယတစ်ခေါက်လုပ်တဲ့အချိန်မှာကိုရီးယားဘယ်လောက်တော့မှကန်ကောင်းလဲဆိုတော့ဒါကန်ကောင်းတယ်လို့ပဲပြောလို့ရပါဘောနော်ဟိုလူအယောက်100လောက်တက်တယ်ဘာလို့လဲဆိုတော့ volunteer organization တခုက share ပေးလိုက်တယ်သူတို့မှာ audience ရှိတယ်အဲ့တော့ share ပေးလိုက်တဲ့ခါကျတော့အဲ့မှာလူယောက်100လောက်ရောက်လာတဲ့ခါကျတော့ဟာဒါဆိုတကယ်လိုအပ်တဲ့လူတွေကများတာပဲပေါ့နော်နောက်တစ်ခုကကျတော့ကိုရီးယားတော့မြန်မာရန်ကုန်မှာလုပ်နေတဲ့အချိန်ကျတော့ဒါလို့ရန်ကုန်မှာပဲလိုအပ်တာလားလိုအပ်တာတော့မဟုတ်ဘူးသေချာတယ်လို့နေမှာလည်းလိုအပ်လိမ့်မယ်ဆိုတာနဲ့အဲ့မှာနေမှာသွားလုပ်ကောနေမှာသွားလုပ်တော့တကယ်ကြီးကိုနေမှာပို့လိုအပ်တယ်ဘာလို့နေကဘယ်မြို့ပဲဖြစ်ဖြစ်ဘယ်မြို့ကြီးပဲရောက်သွားနော်ကျွန်တော်တို့အဲ့ရောက်တဲ့မြို့မှာကျွန်တော်တို့ဆိုရင်တော့သွားတာပြည်တို့ရခိုင်ပြည်စစ်တွေတို့ကြောက်ဖြူတို့မန္တလေးတို့ကြောက်ဖြူလားကြောက်စဲလားမမှတ်မိတော့ဒါပါတော့အဲ့နေရာတွေအများကြီးပဲသွားတာပေါ့နော်တောင်ကြီးတို့နေပြည်တော်တို့အကုန်အဲ့နေရာတွေကပို့လို့တယ်ဘာလို့ဆိုသူတို့မှာကျတော့ဆရာတွေမရှိဘူးဆရာတွေကလည်းတကူက IT လာပြီးတော့လည်းမပြောဘူးအဓိကတော့ funding လုပ်နိုင်တဲ့သူမရှိလို့ကိုရီးယားကတော့ free ပေးတယ်လို့လေအဲ့တော့အဲ့လိုနေရာမျိုးမှာကိုရီးယားတည့်တဲ့အတိုင်းပဲပြောရရင်ပြီးပြီငါ့လူစုပေးကွာပြန်မှာဘုန်းကြီးတရားဟောသလိုပဲမင်းတို့ငါလူစုပေးကွာငါပြောမယ်
အဲ့တော့သူတို့ကလူစုပေးရတာလဲဒီအဖွဲ့အစည်းတွေကလည်းလောက်ရတာဝါသနာပါတယ်သူတို့ကလည်းဒါမှသူတို့ရဲ့ volunteering ဟိုပါပေါ့နော် project တွေကိုသူတို့အကြောင်းတွေပဲရှောက်တဲ့ခါကျရင်ပြလို့ရတာဟုတ်အဲ့တော့သူတို့ကလည်းရန်ဝါသနာပါသူတို့ကလောက်တယ်ကိုရီးယားလည်းပြောဆိုလဲပြောတယ်ကိုစရိတ်ကို site ကိုကားကွာမှာဟိုကနေ express ကားစီးပြီးတော့တွားပြောအဲ့လိုကြတော့ဘာတွေးမိလဲဆိုတော့ငါတို့ internet ရှိနေတာပဲလို့လူတွေကလည်း internet လည်းသုံးနေတာပဲလို့ဒါကြီးကို internet ကနေငါလုပ်လို့ရတာပဲဆိုပြီးတော့အဲ့မှာ live စလွှင့်တာ live စလွှင့်တော့ဘာဖြစ်လဲဆိုတော့ page က follower 1000လောက်နဲ့ကို view ကြည့်တဲ့လူက40 50လောက်ရှိတယ်အဲ့တော့မစိုးဘူးလေဟုတ်တယ်မလားအခုအချိန်တော့မှ Facebook မှာ live သွားနေမှာ50ရဖို့မလွယ်ဘူးဘာလို့ VPN ကြော်နေရတယ်နဲ့ရောက်ကုန်မလားတော့အဲ့ကနေပြီးတော့မှနည်းနည်းချင်းစူးစမ်းရင်းနဲ့ဘာဖြစ်လဲဆိုတော့ view ကရာနဲ့ချီဖြစ်လာတယ်နောက်ဆုံး peak အဖြစ်ဆုံးမှာဆို1000နဲ့ချီရှိတယ် Facebook live လွှင့်တဲ့ခါကျရင်ရတဲ့ view ကအဲ့တော့ဟိုပြောမယ်ဆိုရင်အဲ့ဒါကိုမြင်တာပေါ့ဘာလို့ဆိုလူတွေကတကယ်ကြီးကိုပညာရေးလိုအပ်နေတယ်ဒါပေမဲ့သူတို့ရဲ့ပြဿနာ geographical ပြဿနာဖြစ်နေအဲ့တော့ online ကနေဒီပညာရေးကိုပေးနိုင်တယ်ဆိုရင်သူတို့ယူကြမယ်ပေါ့ဆိုတော့အဲ့ပြဿနာကိုဖြေရှင်းလိုက်တာပေါ့နော်ဖြေရှင်းလိုက်တဲ့ online class ဆိုထွက်လာအဲ့တော့အဲ့တော့ဘယ်သူမှမယုံကြည်ဘူးဘာလို့ဆို online class ကရှိမှမရှိသေးတယ် it's not a thing အဲ့ချိန်တော့ကိုရီးယားတော့သူကသူအချိန်စောသွားတဲ့ခါကျတော့ system တွေပါ set up လုပ် team တွေပါတိစောက်ပြီးတဲ့အချိန်မှာမှ covid ဖြစ်ပြီးတော့ war ကနေဝင်လာတဲ့အချိန်မှာနည်းနည်း ready ဖြစ်သွားတာပေါ့ဟုတ်ကဲ့ပေါ့အဲ့တော့ကိုဖုန်းပြောသလိုပေါ့နော် online ကစားတဲ့ဟာတွေကလည်းသိမရှိဘူးဒါပေမဲ့အဲ့ဒါလည်းမှန်တော့ struggle တစ်ခုဖြစ်ခဲ့မယ်ပေါ့နော်ကိုဖုန်းတော့ကလည်းအဲ့လိုမယုံတဲ့သူတွေပါညာရှိခဲ့မယ်ပေါ့နော်အဲ့လိုပဲလူများစုလည်းသူတို့က solution သိပြီပေါ့နော်အဲ့မဲ့သူတို့မှနည်းနည်းလေးပြဿနာလေးပေါ်လာတတ်တယ်ဥပမာ product မလောက်တော့တာမျိုးတို့တခုခုကပေးလိုက်လို့သူတို့အနေနဲ့ဘယ်လိုမှစားလို့မရတာမျိုးတို့ပြီးတော့ငါ့ရဲ့ product ကိုလူတွေကလာမဝင်ဘယ်လိုလုပ်မလဲဒီချိန်မှာလူတွေလိုလို့လားပြီးတော့ competitor ရဲ့အရင်များနေငါဘယ်လိုထိုးပေါက်မလဲပေါ့နော်အဲ့လိုမျိုးတွေရောကိုဖုန်းတော့ရှိခဲ့တာပေါ့ competitor တော့သိစိတ်ဘူးစရာမလိုဘူးဘာလို့ဆိုအဲ့တော့ကိုရီနဲ့အတူတူလုပ်နေတဲ့ company နောက်ထပ်ရှိလာ2ခုပေါ့ company site မှာပြောတာပေါ့နော်ဟိုတေးလေးတော့ရှိပါတယ်ဒါပေမဲ့အဲ့ကိုပစ္စည်းကိုလူမဝဲမှာပါညာဆိုတဲ့ဥစ္စာကတော့ဒါဒီဘက်ခေတ်ရဲ့လူတွေရဲ့ပြဿနာပေါ့နော်ဘာလို့ဆိုဟို product ကထွက်လာပြီဆိုရင်တော့လူကဝဲတယ်အဲ့ဒီလူကိုဝဲအောင်လုပ်တဲ့ marketing ပညာကိုမှမရှိလို့လူမဝဲတာဒါအရှင်းဆုံးပဲအဲ့တော့အဲ့ marketing ပညာကကျတော့ကြိုတင်ရတဲ့ဟာခုနကရှေ့မှာကျွန်တော်ပြောသလိုမျိုးပဲပညာရမသိမဲနဲ့စီးပွားရေးလုပ်တယ်ဆိုတဲ့ပြဿနာအဲ့ဒါပညာရေးမသိမဲစီးပွားရေးလုပ်လိုက်တဲ့ခါကျတော့ဟိုကိုထွက်လာတဲ့ product ကြီးကိုဘယ်လိုရောင်းလို့ရောင်းအောင်မသိတော့ဘူးဖြစ်သွားတယ်အဲ့တော့ကိုက market ရှိတယ် marketing နားလဲတဲ့လူဆိုရင် तू က product အောင်ရင်ထုတ်မှာမဟုတ်ဘူး तू က prototype လာမှာ तू MVP တွေလာတော့မှာ तू သိတယ် तू startup တစ်ခုဘယ်လိုလုပ်ရလဲဆို तू နားလဲတယ် MVP လာလိုက်မယ် minimum viable product ထွက်လိုက်မယ်အဲ့ minimum viable product နဲ့ तू test လုပ်တဲ့ range တစ်ခုနဲ့ तू လုပ်လိုက်မယ်အခါကျရင်အဲ့ product တွေရောင်းထွက်လာမထွက်လာ तू သိလိုက်မယ်အဲ့လိုနောက်ဆုံးမထွက်ဘူးဆိုရင် तू မှာ2မျိုးရှိတယ် तू pivot လုပ်ရမလားတဲ့ product ကြီးကိုလုံးဝပြောင်းချလိုက်ရမလားဒါမှမဟုတ်အဲ့ဒါကြီးရက်ပြီးတော့နောက်ထပ် line တစ်ခုသွားရမလားအဲ့လို तू လုပ်ဖို့အတွက် तू လမ်းကြောင်းရှိပြီးသားဒါကျွန်တော် startup လုပ်တဲ့လူတိုင်းသင်ရတဲ့ညနေတွေမှာပါပြီးသားအဲ့တော့အဲ့ကြောင့်ခုနကပြောလို့လေစာရင်လို့ဆိုတာအဲ့ဒါစာလုံးရင်သူက proof ဖြစ်ကိုဖြစ်တယ်နောက်တစ်ခုကကျတော့ဒါနောက်ထပ်ဒါဒီဘက်ခစ်ပေါ်လာတဲ့ဟာတစ်ခုကဘာလဲဆိုတော့ trend ကိုလုံးဝအလုံးလိုက်ကြီးလှိမ့်တယ်ဒါ trend ကိုလှိမ့်လိုက်တယ်ဘယ်လိုလှိမ့်လိုက်လဲဆိုတော့သူများ cosmetic ဆိုကိုလည်း cosmetic ပုံစံတူလိုက်ရအောင်ဒါမှမဟုတ်သူများဘေတို့ဆိုကိုလည်းဘေလိုက်ထုတ်လိုက်အဲသူများ AI ဆိုကိုလည်းလိုက် AI လိုက်မြန်တော့လိုက်ဖို့လိုတယ်အဲ့ချိန်မှာ तू ကအဲ့ business မျိုးကျတော့ तू cash ကောင်းလို့ခေါ်တယ် तू ခဏရတဲ့ဟာခဏပတ်စံရတယ်ဝေါဆိုပတ်စံဝင်နေခဏဒါပေမဲ့ရေရှည်တော့မရဘူးအဲသူတို့လည်းတည်တယ်လုံနေလူတွေလည်းတည်တယ်ခဏအဲ့တဖြုတ်လေးပေါ့နော်အဲ့တဖြုတ်လေးမှာရလိုက်တယ်ဝေါကနေဆိုတစ်နှစ်ပေါ့အများဆုံးခံရပြီးသွားတဲ့ခါကျမှကိုကဘာလုပ်လဲဆိုအဲ့ရတဲ့ပတ်စံနဲ့ခုနစီးပွားရေးတကူစနစ်တကျပြန်စားဖို့စဉ်းစားအဲ့ဒါလည်းရတယ်အဲ့လိုလူတွေလည်းတွေ့ဘူးလေဩအဲ့ကြောင့်ခုနပြောတဲ့ theory နဲ့ဘာမှမဆိုင်တော့အဲ့ကြောင့်တချို့ကကျတော့ပြောတယ်သိရမလားမင်းတို့စာဖတ်တဲ့သူတွေပြောတယ်မင်းတို့စာရဲဟာတွေပဲပြောနေတာဘာဖြစ်နေလဲမှန်တယ်စာရဲဟာတွေပဲပြောနေတာတချို့ကိစ္စတွေစာရဲဟိုဘာဖြစ်လို့မရculture မတူလို့မြန်မာနိုင်ငံရဲ့ system မရှိဘူးလှုပ်ချန်လှုပ်လို့ရတဲ့နိုင်ငံအဲ့တော့ဟိုဟာမရှိဘူးပြောမှဆိုရင်ဟိုကိုကာထားတာမရှိဘူးဆိုပါတော့အခုကိုပစ္စည်းရောင်းမယ်ထားပါတော့အခုမြန်မာပြည်မှာအင်ဂျီရောင်းမယ်အလွတ်ရောင်းလို့ရတယ်တခြားနိုင်ငံမှာတော့ရောင်းမယ် VAT လို့တယ် tax လို့တယ်လေအဲ့ VAT နဲ့ပဲဟိုသူ့မှာအခွန်ရုံးမှာ9ပါးမှောက်မပြီးတော့ရှေ့မရောက်တော့မြန်မာနိုင်ငံမလို့လေရောင်းလေ personal account KP နဲ့ရောင်းလို့ရတယ်လေဘယ်သူမှကိုဘာမှလာပြဿနာလာမရှောင်အဲရက်ကွက်တဲ့ဆိုင်ငန်းဖွင့်မယ်ဆိုလဲ CVN နဲ့ပြဿနာရှင်းနိုင်လို့ရတယ်လေအဓိက CVN တော့ပြောထိုင်ရတယ်အခွန်ဌာနနဲ့မဆိုင်အခွန်ဌာနတက်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုတို့တို့ချို့ဟိုပြောတော့လုံးဝလူသိန်းနဲ့ချီတောင်းနဲ့ချီလုံနေတဲ့လုပ်ငန်းတွေစီးပွားရေးကိုအခွန်ဆောင်လို့အများကြီးပဲလေအဲ့ဘာလို့လဲဆိုတော့ဒီစနစ်တွေကမြန်မာနိုင်ငံမှာမရှိသေးဘူးမရှိသေးတော့တစ်ဖက်ကနေပြန်ကြည့်စီးပွားရေးလုပ်ငန်းအတွက်ကအဆင်ပြေတဲ့ဟာရှိလာတယ်
ဒါပေမဲ့တစ်ဖက်မှာကျတော့လေစနစ်တကျသိရမှာစာရီပိုင်းဖတ်တေချာလို့ကိုယ်လုံးကုမ္ပဏီပါညာတေချာလောက်ရတယ်လူကြတော့လေအခွန်ဆောင်ရတော့အဲ့တော့အခွန်ဆောင်ရတဲ့သူကြတော့လေခုနကပြောဆောင်မဆောင်အဲ့ဒါအောင်မှကိုကပောက်ကရတွေရှောက်ပြီးတော့ပတ်စံတုပ်ကြီးနဲ့ကန်ပြပြီးတော့ social media မှာတက်လာရင်တော့အဖန်ခံရလိမ့်မယ်ဟုတ်အဲ့ trend ဆိုတဲ့ဟာလေးကိုနားထောင်ရင်းနဲ့ပေါ့နော်လည်းစိတ်ဝင်စားလာတာတချို့ကပြောကြတယ်လည်း2မျိုးပဲမှတ်မိရောလို့customer မှာတော့အမျိုးအစား3မျိုးရှိရဆိုပြီးသူပြောတယ်တစ်မျိုးကမေ့ရောတစ်မျိုးကကျတော့ adapt အရန်လုပ်နိုင်တယ်ပေါ့နော်တခုခုရောင်းလိုက်ပြီဆိုရင်ချက်ချင်းလောက်ဝယ်သူရှိတယ်နောက်ဒုတိယတစ်ခုကကျတော့သူကအချိန်နည်းနည်းယူတယ်ယုံကြည်မှုရအောင်လို့နည်းနည်းလုပ်တယ်ဥပမာ iPhone ကို mix up ပေးရဆိုရင်တော့ဒုတိယလူကျတော့ iPhone ကိုလို့ adapt လုပ်ဖို့အရင်နည်းကြာရပေါ့နော်အော်လက်ကကျအိတ်ထဲမှာပါတယ်ပေါ့အဲ့လိုမျိုးသူတွေကြတော့ဒီလို trend တွေကိုအလုံးရင်းလိုက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဘာလို့ဆိုတော့ all ဆိုတဲ့ကို ChatGPT ဆိုရင်ရင်းနှီးဖို့နည်းနည်းအချိန်ပိုယူရတယ်ကိုပေါ့တခြားသူတစ်ဆိုင်အဲ့လိုတွေအတွက်ဆိုရင်ကိုဘယ်လိုမျိုးအကြံပေးခြင်းလဲuser အတွက်ကိုပြောတာလားဘယ်လိုပြောအဲ့လို trend like ပြီးတော့ business တစ်ခုစတင်တဲ့သူတွေအနေနဲ့ကြတော့အဲ့လို innovation သွားတဲ့သူတွေကရမ်းမြန်တယ်သူကချက်ချင်းစပြီးကောင်းတယ်ပေါ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လက်ကြတော့အဲ့လိုတစ်ခုဆိုရင် product ဆိုရင်လည်းအချိန်ယူတယ်ပေါ့အဲ့ဒါကြောင့် trend ဖြစ်တဲ့ဟာဆိုမလိုက်နိုင်ဘူးပေါ့ရင်အဲ့လိုမျိုးသူတွေလည်းရှိမယ်ပေါ့ဟုတ်စိတ်ပူစရာမလိုဘူးဘာလို့လဲဆိုတော့စီးပွားရေးလုပ်တဲ့အခါကျရင်သူက market size ကပဲရေးကြည့်တာလေဒီပစ္စည်းတစ်ခုထုတ်တော့မယ်ဟေးဆိုဒီပစ္စည်းကို adapt လုပ်မယ် market size ကဘယ်လောက်ရှိလဲဆိုတာပဲရေးကြည့်တာအဲ့တော့ကိုကဖြည်းဖြည်းချင်းဒီနောက်ကနေလိုက်ပြီးတော့လုပ်မယ်ဆိုရင် trend ကိုမမီအရန်မမီခိုရတဲ့ business မျိုးရွေးချယ်ပြီးသွားလို့ရတယ်ပြီးတော့ trend ကိုမမီခိုတဲ့ပုံစံမျိုးလုပ်လို့ရတယ်ဆိုတော့ခုနကပြောလို့ပေါ့အခု AI နဲ့အရန်ခေတ်စားဆိုပြီး AI နဲ့ပတ်သက်ပြီးတော့ AI project တွေလက်ခံတဲ့ဘာညာကူကွာဆိုတော့ဟိုပါဘောနော် business တစ်ခုကိုကစမယ်ဆိုရင်ပဲထားပါအဲ့ဒါဆို innovation အရန်မီခိုရတယ်ဘာလို့လဲဆိုတော့သူကအမြဲတမ်းအစ်လာနေမှာပဲလေဒါပေမဲ့ကိုကအဲ့ဒါကိုလေစီးပွားရေးရလဲလှုပ်ချင်တယ်ဒါပေမဲ့အဲ့လောက်လေကိုကမလိုက်နိုင်ဘူးဆိုရင်ကိုကဘာလုပ်လို့ရဆိုအဲ့ space ထဲမှာပဲအဲ့ AI အကောင့်ရောင်းပေးတဲ့စီးပွားရေးလုပ်လို့ရတယ်လေပြောချင်တာအဲ့ဒါကြီးဘာမှအတင်မဟုတ်ဒါကြီးကဟိုးရှေးခေတ်တည်းကပြောရမယ်ဆိုကျွန်တော်တို့အိုင်ကျွန်းအကောင့်ဝယ်ပေးတဲ့စီးပွားရေးလုပ်ငန်းသဘောတရားနဲ့အတူတူပဲအိုင်ကျွန်းအကောင့်ခေတ်အိုင်ကျွန်းဝယ်ပေးတယ်နော် Mobile Legend Diamond ခေတ် Mobile Legend Diamond ဝယ်ပေးလို့ရတယ်နော်ပြီးတော့အခု Play Store ကတ်တွေဆိုလဲ Play Store ကတ်တွေဝယ်ပေးလို့ရတယ်နောက်ဆုံးအခုဒီ Zone အကောင့်Zone ဆိုတာ service ရှိရလေ Zone အကောင့်ရောင်းတဲ့ service တွေဝယ်ပေးလို့ရတယ်အဲ့ service လုပ်လို့ရတယ်ဒါအခု AI ဆိုလဲတူတူပဲသူတို့လိုတယ် user ရဲ့အကောင့်လိုမှာပဲအဲ့လုပ်လို့ရပြောချင်တာဘယ် business scape မှာမဆိုပေါ့နော်အရင်ရှေ့ထိုးဖောက်နေတဲ့ business form တွေလည်းရှိသလိုဒီ industry ထဲမှာပဲ same industry ထဲမှာပဲလှုပ်စီနဲ့တောက်လို့ရတဲ့ဟာတွေလည်းရှိတာပေါ့နော်အခုဒီ GYS မှာဆိုရင်နှစ်ဖက်ကွဲတယ်ပေါ့တစ်ဖက်မှာကျတော့ traditional ကျောင်းသားတွေဒီဆရာမတွေနဲ့တွေ့ပြီးတော့စာသင်ရတဲ့1by1 tutorial Zoom class တွေရှိတယ်ဒါဒီ traditional no innovation just ကျောင်းသားလာမယ်ဆရာမနဲ့စာသင်မယ်ပြီးတာပဲတစ်ဖက်မှာကျတော့အရန် highly volatile ဖြစ်တဲ့ edutech market ကြီးရှိတယ်ဤပညာနဲ့အခြေခံပြီးတော့လောက်ရတဲ့ innovate လုပ်နေရတဲ့ product ပေါ့နော်အဲကြောင့် application မှီရတဲ့ website ကိုမှီရတဲ့အမြဲတမ်း application ဆို feature တွေထည့်ပေးရတယ်အခုဆိုရင်ဒါ GYS မှာနောက်ဆုံးအခု feature တွေထည့်တာပေါ့နော်ဒီနှစ်ထဲမှာဆိုလည်းထည့်တာအများကြီးရှိတယ်နှစ်တိုင်းထည့်နေအခုဆိုရင် video တွေကိုသူတို့အရင်တောင်းဆိုတာလည်းများတယ်အဲ့ခါကျ video save လုပ်လို့ရအောင်လုပ်ပေးထားတာတွေအခုဆိုလုပ်လို့ရပြီ video save လုပ်လို့ရပြီပြီးတော့အဲ့ new feed အနေနဲ့ပေါ့နော် GYS မှာ video တွေပါတင်တာတွေပါရအစားအဲ့လိုမျိုးတွေအသစ်တွေထည့်ထားတာ olive တို့ update ဟို application update လုပ်ပြီးဖြစ်ဝင်ကြည့်တွေ့လိမ့်မယ်အသစ်တွေဒါပေမဲ့ announce တော့မလုပ်ရသေးဘူးပေါ့နော်ဒါကြုံလို့ပြောဖြစ်တာဆိုတော့အဲ့ဒါတစ်ဖက်က businessဆိုတော့အဲ့လိုမတူတဲ့ဟာနှစ်ခုချထားတာပေါ့နော်ဒါကတော့ဒီချိန်နေရောက်မှလုပ်နိုင်တာပေါ့နော်အရင်တော့ကိုယ့်ရဲ့ nature ရဒါလုပ်နိုင်တယ်ဆိုဒီတစ်ခုပဲဖြစ်ဖြစ်ချင်းလှုပ်စီလုပ်ပြီးသွားတဲ့ခါကျမှနောက်တစ်ခုဖြစ်ဖြစ်တက်အဲ့လိုမျိုးနောက်ဆုံးမိကုန်းလေးအဲ့လိုတော့သွားလိုက်ကြမယ်ပေါ့နော်ဒီ6နှစ်တာကာလအထိပေါ့နော်ကိုဖုံးပြီးခဲ့တဲ့တစ်ခေါက်ကမှတိတ်မကြသေးခင်ကGYS ကပြေသွားပြီဆိုတော့အဲ့တွေးလိုက်တယ်6နှစ်ပြေသွားပြီဆိုတာလေအဲ့ဂျားထဲမှာပေါ့နော်အရှုံးမပေးဘဲနဲ့ပေါ့နော်ပြဿနာတွေကနေတင်ယူတယ်ပြီးတော့ပိုအောင်မြင်လာတယ်ပေါ့ပို့ပြီးတော့ improve ဖြစ်လာတယ်ပေါ့နော်အဲ့အခြေအနေအထိပေါ့ကိုဖုံးအနေနဲ့ GYS အနေနဲ့ရောအမြဲရှိနေခဲ့တဲ့အလေးကျင့်3ခုဆိုရင်ဘာဖြစ်မလဲကိုဖုံးပထမဆုံးအလေးကျင့်ကြတော့ content creation အလေးကျင့်ကြီးဖြစ်နေတာဟိုတခုခုမလုပ်ရရင်မနေနိုင်ဘူးဗီဒီယိုရိုက်ရင်မရိုက်ရင် voice record လုပ်မယ်မလုပ်ရင်စာရေးမယ်အဲ့3ခုတွေကတခုကိုအမြဲတမ်းလုပ်နေရတဲ့အကျင့်ပေါ့နော်အဲ့ဒါရှိတယ်နံပါတ်1တခုကကျတော့အဆင်ပြေတာလိုက်မေးတာကိုနဲ့အတူတူလှုပ်နေတဲ့လူတွေကိုဟိုဘယ်လိုလဲအဆင်ပြေတာချင်းနေဘာဖြစ်လဲစပင်ညှက်ပြီးသွားပြီလားအဲ့လိုပဲရှောက်မေးတတ်တယ်ပြီးသွားရင်မျက်နှာမကောင်းဆိုရင်လည်းဘာဖြစ်နေရလဲဝမ်းနေနေရလားကောင်းလေးနဲ့အဆင်မပြေလို့လားပြီးရင်လည်းဟုတ်တာလည်းမဟုတ်ပါဘူး
အဲ့လိုမျိုးနည်းပါအပေးတယ်ဗောနော်ဆိုတော့အဲ့ဒီပုံစံလေးရှိတယ်တခါလေကြာရင်လည်းတချို့ကြတော့လည်းဟိုဘယ်လိုပြောရမလဲမဖြည့်ချင်းဆိုသူတို့ရဲ့ personal ကိစ္စတွေအလုပ်တွေမတည့်လာခြင်းဗောနော်တချို့ကြတော့လည်းအဲ့လိုမေးလိုက်ပြီဆိုရင်အမှတနိုင်လောက်ထိုင်မယ်အလုံးမလောက်အောင်သူတို့ပြောတဲ့နားထောင်နေရတာအဲ့လိုလည်းရှိတယ်ဗောနော်ဆိုတော့အဲ့ဒါတို့ရလေ့ကျင့်နော်ဆိုတော့တတိယလေ့ကျင့်ကကြတော့ဟိုနေတိုင်းမဖြစ်မနေအစ်တစ်ခုခုကိုလိုက်ပြီးတော့ရှာနေတဲ့ဟာဗောနော်အစ်ဆိုတာကလည်းပြောမှဆိုလောကကြီးတော့အစ်ဖြစ်ကြမှာဖြစ်ပါအဲ့လောကကြီးကသူများသိပြီးသားလည်းဖြစ်နိုင်တယ်လေသူများလုပ်ပြီးသားလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူတို့သိတယ်သူတို့လုပ်တာသူတို့ရဲ့ timeline နဲ့သူတို့ရဲ့ pay line နဲ့သွားတာလေကို pay line နဲ့ကိုသွားတာအမှဆိုပါတော့ကိုဒီနေ့မှဆိုပါတော့ဂျားထဲမှာဆိုရင်တစ်ခေါက်အဲ့စားတောင်းတဲ့ပတ်သက်ပြီးစိတ်ဝင်စားတော့ဆိုတော့မိုဟီတိုဖြော်နီးတွေပါတည်တည်ချာလိုက်လေးလာလိုက်သေးတယ်ဆိုရင်အဲ့ဒါဒီ content တစ်ခုရိုက်ရလောက်တဲ့အထိတော့မဆိုင်နေ relevant တော့ဖြစ်မနေဘူးဒါပေမဲ့ကိုဘောကတော့ဆို fulfilling ဖြစ်တယ်သူ fulfilling ဖြစ်ရင်ဘာဖြစ်လဲဆိုတော့ဒီ positive energy ပေါ့နော်အုံနောက်ကနေအဲ့ဘာ chemical ညာ chemical ထွက်တဲ့ခါကျရင်အဲ့ထွက်လာတဲ့ chemical ဒီအလုံးလုံးတဲ့ခါကျရင်သူကပို့ပြီးတော့ focus ပို့ရစေတယ်ဆိုတော့လူတွေအဲ့ဒါအရင်ထင်သေးတယ်ပြောချင်တာကပြမအလုပ်ကြီးပဲလုပ်နေမှ productive ဖြစ်တယ်လို့ထင်တာမဟုတ်ဘူးအဲ့လုံးဝအမှားကြီးအလုပ်ကြီးပဲလုပ်နေရင် productive မဖြစ်ဘူး brain drain ပဲဖြစ်နေတာအလုပ်ကြီးပဲလုပ်လို့မရအောင်သူအလုပ်လုပ်ရတယ် fan ဖြစ်တဲ့ချိန် fan ဖြစ်ရတယ် relax ဖြစ်တဲ့ချိန် relax ဖြစ်ရတယ်အနားပေးတဲ့ချိန်အနားပေးရတယ်နောက်ဆုံးအဲ့လိုခုနပြောတဲ့ fan ဖြစ်နေတဲ့အချိန်မှာ fan ဖြစ်လုံးလို့ enjoy ဖြစ်လုံးလို့ပေါ့နော်ထွက်လာမဲ့ chemical တခုကကိုတကယ် business decision ချတဲ့အခါကျရင်အများကြီး positive ပေးနိုင်တယ်အဲ့ဒါမဟုတ်ဘဲနဲ့တောက်လျှောက်ရှေ့မှာတည်းမှာအဲ့ decision အတွက်ဆိုပြီးတော့ဟို steady တွေလှုပ်ပြီးတော့တကယ်တမ်း decision ချခိုင်းနေကြတော့ bias တွေဖြစ်သွားပြီးမချနိုင်တာမျိုးတွေအများကြီးရှိတယ်ဆိုတော့အဲ့ခါကျရင်ကိုယ့်ရဲ့ဟိုအဲ့ဒါဘာ intuition ပေါ့နော်ကိုယ့်ရဲ့အထက်စိတ်ကပင်ကိုယ်စိတ်ကနေထွက်လာတဲ့ decision ကပို့ပြီးတော့ဒီ data တွေချက်လက်တွေနှိုင်းချင်ထားတာပို့ပြီးတော့ချရတာကောင်းတယ်ဆိုတာတော့ဘယ်လိုပြောရမလဲဆိုတော့မှန်တာမမှန်တာမပြောဘူးနော် decision တိုင်းဒီမှန်တယ်မှားတယ်ဆိုတာမရှိဘူးသူ့နီးနဲ့သူမြင်တဲ့မှန်တယ်ဒါကိုယ်ဆုံးဖြတ်တာပေါ့နော်နောက်ဆုံးဘာ decision မှမချဘဲနဲ့တန်းလိုင်းထားလိုက်ရင်တော့မှအဲ့ဒါ decision ပဲမချတဲ့ decision ကိုခေါ်တယ်ဆိုတော့အဲ့ဒီ decision ချလိုက်ပြီဆိုတာအဲ့ decision ကြီးကိုတော့အကောင်းဆုံးဖြစ်နေဖို့ပဲလို့တာတော့လောကကြီးတော့လည်းမှန်တယ်မလို့နောက်ဆုံးပြောမှဆိုရင်ပတ်စံဆုံးရှုံးနေဆိုရင်တော့မှကိုယ့်ကိုယ်ပဲရှုံးတာဒါသူများကြီးသိကြမလို့အဲ့လိုမျိုးကိုအဲ့ရှုံးတဲ့အရှုံးတော့ကိုအပြည့်အဝလက်ခံမှုလို့တယ်ဥမာအခုဒီနေ့ iPhone 17ဒီနေ့ကြော်ညာလိုက်ပြီနော်အဲ့တော့ iPhone 17ဆိုရင်အခုတစ်လုံးကိုဒေါ်လာနော်1000ဝန်းကျင်ရှိတယ်ဒေါ်လာ1000ဝန်းကျင်ရှိတယ်ဆိုတော့အခုအချိန်မှာဒေါ်လာ1000ဆိုရင် Bitcoin တစ်ကွန်ရဲ့ဘယ်နှပုံပဲဝယ်လို့ရမယ်ထင်လို့တော့ Bitcoin တစ်ကွန်ဒေါ်လာ1သိန်းဝန်းကျင်ရှိရလေနော် Bitcoin တစ်ကွန်ဒေါ်လာ1သိန်းဝန်းကျင်ရှိရအဲ 0.0001 အဲ့လောက်ပေါ့နော်01က001ကပေါ့နော်အဲ့လောက်ပဲကျန်တော့မယ်ဒါပေမဲ့တကယ်လို့2015ခုနှစ်က iPhone တစ်လုံးကိုဝယ်မယ်ဆိုရင်အဲ့တုန်းက iPhone တစ်လုံးရဲ့ဈေးဒီအဲ့တုန်းကလည်း900 ဒေါ်လာ900ရှိအဲ့တုန်းကအဲ့တုန်းက iPhone တစ်လုံးရဲ့ဒေါ်လာ900မကပါဘူးဒေါ်လာ800လောက်ရှိတဲ့အချိန်မှာ Bitcoin တစ်ကွန်ရဲ့ဈေးဒီ300လောက်ပဲရှိရဒေါ်လာ300လောက်ပဲရှိရအဲ့တော့အဲ့တုန်းကသာလင် iPhone တစ်လုံးမဝယ်ဘဲနဲ့2015တော့ iPhone တစ်လုံးမဝယ်ဘဲနဲ့ Bitcoin တစ်ကွန်ဝယ်ထား Bitcoin 2ကွန်ဝယ်ထားခဲ့မယ်ဆိုရင်အခုချိန်မှာလက်ထက်မှာဒေါ်လာ2သိန်းဘာမှငွေ3,000လောက်ရှိနေပြီအဲ့တော့အဲ့ဒါယူသွားပြီးတော့ကို1နှစ်နေကြမလို့ဒါပေမဲ့ပြောချင်တဲ့သဘောတရားလောကကြီးကတစ်ခါကျရင်ပြောချင်တဲ့နားလည်မှာဆုံးဖြတ်ချက်တွေဒီဖြစ်ချင်မှဖြစ်တယ်ဟုတ်တယ်နော်ဟုတ်တယ် Thank you so much ပါကိုဖော်အဲ့ဆိုရင်လေ G1S နဲ့ပတ်သက်ပြီးတော့ update တွေရှိသေးတာပေါ့နော်အခုတော်တော်များများလည်း Thai အင်္ဂလိပ်တရုတ်အကုန်လုံးလေ့လာနေကြဆိုတော့ကိုဖော်အဲ့ပြောချင်တာရှိသေးလား viewer တွေကိုG1S နဲ့ပတ်သက်ပြီးတော့အမြဲတမ်းလာတိုင်း update ရှိတယ်အခုဒီ podcast လုပ်တဲ့လ9လပိုင်းနဲ့ပြီးတော့အရှင်လ10လပိုင်းကဆိုရင် vlog เนาะ competition တခုရှိတယ်အဲဒီ vlog competition ဒီလထဲမှာပြီးသွားပြီပြန်ဝင်ရောက်80ကျော်ရှိတယ်ဗောနော်ဆိုတော့သူတို့နဲ့ဆို collaboration လုပ်သွားမယ့်idea တွေလည်းအများကြီးရှိတယ်အဲ collaboration လုပ်ရမယ့် idea တွေဆိုရင်ပြောရမယ်ဆိုဟိုအရင်စပြီးတော့ဒီ vlog ကိုစပြီးတော့competition ကိုစပြီးတော့လုပ်ကြတဲ့ဟာကိုအဲဒီ collaboration လုပ်မဲ့ idea တွေကိုပဲအရင်စဉ်းစားပြီးတော့လုပ်တာတကယ်တမ်း vlog competition ဆိုတာဘယ်တော့မှ main idea မဟုတ်ခဲ့ဘူးအဲ့တော့စီးပွားရေးလုပ်တဲ့ခါကျရင်အဲ့ဒါတွေကအရေးကြီးတယ်ပေါ့နော်ကိုဒီဟာပြီးပါဆက်လုပ်မယ်ဆိုတာအရေးကြီးတယ်လူတော်တော်များများတခုခုလုပ်လိုက်မယ်ဆိုအဲ့လုပ်လိုက်တဲ့တခုခုနားမှာပဲရက်သွားတယ်တကယ်တော့မဟုတ်အဲ့တခုခုနောက်မှာပါဆက်ဖြစ်မလဲဆိုတာပိုအရေးကြီးတယ်အဲ့တော့အဲ့ဒါတွေဒီ update တွေဖြစ်လာလိမ့်မယ်ဒီ vlogger တွေနဲ့ collaboration လုပ်တာတွေအများကြီးတွေ့ရလိမ့်မယ်G1S အနေနဲ့ဒီ audience တွေနဲ့ပို့ပြီးတော့နီးစပ်သွားနိုင်မဲ့တကယ်လူတွေတကယ်ကြီးကို study လုပ်တဲ့ခါကျရင်ဘယ်လို pattern တွေနဲ့ study လုပ်လဲဆိုတာပေါ့နော်ဘာလို့ဆိုတာမန်ចောင်းသားတယောက်အနေနဲ့ဒါကြီးကိုဖော်ပြဖို့မလွယ်ဘူးနော် creator တွေမှဒါကိုဖော်ပြနိုင်တာလေ
အဲ့တော့အဲ့ creator တွေကဘယ်လိုမျိုးဖန်တီးမှုတွေလုပ်သွားမလဲဆိုတာကိုလည်းကြည့်ရမှာပေါ့နော်အခုတို့ကြည့်ရင်အားရတယ်ကိုရီးယားအဲ့လောက်မလုံနိုင်ကိုရီးယားမလုံနိုင်တဲ့ level တွေအများကြီးပါတယ်တို့တွေပါဒါ Olive လည်းအခုဆိုနေတိုင်းအဲ့စုရတဲ့လူအားလုံးပေါင်း15ယောက်ရှိတယ်အဲ့15ယောက်ကိုနေတိုင်းတင်ပေးနေပါတော့အမှန်တကယ်စုကပေးထားတာ10ယောက်လား9ယောက်လားပဲပေးထားတာပြီးတော့မှမပေးလို့မရမဲ့လူတွေကပါလာအဲ့တော့စုတွေအစ်စ်ဖန်တီးရတယ်တော်တော်နောက်ထွက်လာတဲ့ကလေးတော်တော်တယ်လို့ပြောလို့ရတာပေါ့နော်တော်တယ်သူတို့အရင်နဲ့မြန်တယ်အလုပ်လုပ်တာတယ်ဟုတ်အော်လေးတို့စောင့်နေပါတယ်ကိုဖုန်းအဲ့ဒီဟာ we are waiting for new things ပေါ့ဟုတ်ကဲ့ပေါ့ကျေးဇူးအများကြီးတင်ပါတယ်အဲ့ဆိုရင်ဒီနေ့အချိန်တစ်ခုပေးပြီးတော့လာပြီး podcast မှာဖြည့်ပြီးရတဲ့အတွက်